နော်စီကံဒီလူဤတန်ဖိုးဆိုတဲ့အတိုင်းပဲတန်ဖိုးမြင့်တဲ့လူတယောက်ဖြစ်ဖို့အတွက်ဆိုင်ရာဝင်းကျင်မှာဆိုင်ရာတာဝန်နဲ့ပတ်သက်တဲ့စီကံတွေသဘောတရားတွေကိုဒါနားလည်ထားဝိနည်းယောစတုတ္တိတော့သူ့ဘာတိတ္တစာယာဝါစာစကားပြောကျွမ်းကျင်လိမ့်မအောင်သင်ယူထားဆိုပြီးတော့ပညာရေးမင်္ဂလာမှာ၄ချက်မြတ်စွာဘုရားရှင်မင်္ဂလာတုံမှာဟောတယ်ဘုဒ္ဓရအကြမ်းမြင်ရှိရမယ်အတ္တပညာတွေကိုကျွမ်းကျင်သောတက်မြောက်ထားရမယ်စီကံဝိနည်းဥပဒေတွေကိုနားလည်ထားရမယ်ဟောနောက်တစ်ခါစကားပြောဆိုင်ရာ communication ကျွမ်းကျင်အောင်လေ့ကျင့်ထားရမယ်အဲ့ဒီ၄ခုကိုပဲပညာလို့မြတ်စွာဘုရားရှင်ကမင်္ဂလာတုံမှာပြောထားတယ်လောကီဘက်မှာဒီ၄ခုမတက်ဘူးဆိုရင်လူတယောက်ကဘယ်လိုမှဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်တော့ဒါကြောင့်ဘုန်းတို့သုတမယပညာမှာလေ့လာတာအခုစိတ်ဓာမယမှာမြတ်စွာဘုရားသင်တွေးအံ့ရောတဲ့သင်ရမယ်သင်ပြီးရင်တွေးရမယ်ဒါကြောင့်တွေးတာဟာ data ပေါ်မှာအခြေခံပြီးတော့တွေးရတာပါပြီးတဲ့အခါအဲ့ဒီကိုတွေးထားတဲ့ဟာတွေကိုသင်ထားတွေးထားတဲ့ဟာတွေကိုအလုပ်ထဲမှာစနစ်တကျထုတ်ဖော်ပြောကြားနိုင်ရမယ်အလုပ်ထဲမှာလက်တွေ့ကြလုပ်နိုင်ရမယ်အဲ့ဒီဟာကျတော့ဘာဝနာမယပညာဖြစ်သွားပြီသင်မထားတွေးမထားဘူးဆိုရင်အလုပ်ထဲမှာ apply မလုပ်နိုင်ဘူးဒါကြောင့်စာဖတ်တယ်ဗျာတဲ့စာဖတ်ပြီးတပည့်တော်တို့မတိုးတက်ဘူးတဲ့နော်စာတော့ဖတ်ပါရဲ့တပည့်တော်တို့မတိုးတက်ဘူးတဲ့တချို့ကစာဖတ်တယ်ဗျာတဲ့တိုးတက်တယ်ဘာကွာသွားအောင်ဘုံအများတန်းပြောလို့ရှိတဲ့စကားတစ်ခုရှိတယ်စာကို entertainment အနေနဲ့ဖတ်တဲ့သူရှိတယ် education အနေနဲ့ဖတ်တဲ့သူရှိတယ်နော် entertainment အနေနဲ့ဖတ်တဲ့သူကအယက်သားစာပဲဖတ်သူသားစာပဲဖတ်သူကဖြော်ပြရေးတစ်ခုအနေနဲ့စိတ်အပန်းဖြေဖို့တော့မဖြော်ပြရေးတစ်ခုအနေနဲ့သူဖတ်တာစာဖတ်တဲ့အချိန်မှာတော့သူဟာစိတ်အေးချမ်းသာမှုရမယ်ပျော်ရွှင်မှုရမယ်ဝမ်းမြောက်ဝမ်းသာဖြစ်မယ်ဒါမှမဟုတ်အသိရမယ်ဒါစာဖတ်တဲ့အချိန်သို့တော်သူက education shooter အနေနဲ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားဝေဖန်သုံးသပ်တာမပါတာဖြစ်တဲ့အတွက်ဒီစာပေတွေကရတဲ့အသည့်တွေဘုဟုတ္တတွေအတွေ့အကြုံတွေကို apply မလုပ်နိုင်ဒါကြောင့်စာဖတ်သင်တတ်မဲ့တက်တဲ့အခုလိုတရားတွေပဲသင် education ဆိုတဲ့ဟာကိုကောင်းတဲ့မြင်တဲ့ထည့်ထားပါ entertainment မဟုတ်ဘူးဘုံရည်စရာမပြောဘူးတွေးစရာပဲပြောတယ်နော်ဘုံရည်အောင်မောအောင်ပြောအောင်မပြောဘူးစဉ်းစားတတ်အောင်သင်ပေးတယ်ဒါပညာရေးပဲဒါကြောင့်ပညာရေးဆိုတာစဉ်းစားတတ်တာစဉ်းစားတတ်အောင်ပညာတင်ပါနော်ပညာရေးဘယ်တော့ပဲဘယ်နိုင်ငံဘယ်ဘွဲကြီးတွေရထားတာဘွဲရမရကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားတွေးခေါ်နိုင်တဲ့အတွေ့အကြုံစဉ်းစားတွေးခေါ်နိုင်တဲ့အသည့်တစ်ခုမရှိတော့ဘူးဆိုရင်အဲ့ဒီလူကပညာတတ်တယ်လို့ပြောလို့မရဒါကြောင့်ပညာသင်တယ်ဆိုတာစဉ်းစားတတ်ရတယ်စိတ်ဓာမယဒီစနစ်တကျသင်ယူလေ့လာထားတဲ့သုဒ္ဓမယပညာတွေကိုအခြေခံပြီးစိတ်ဓာမယမှန်မှန်ကန်ကန်တွေးတောဆင်ခြင်သုံးသပ်ပါမှန်မှန်ကန်ကန်တွေးတောဆင်ခြင်သုံးသပ်ပြီးဆိုရင်ဘာဝနာမယကိုယ့်ရဲ့လက်တွေ့လုပ်ငန်းထဲမှာလက်တွေ့ကျင့်ကြံပွားများအထောက်ပါဒါကြောင့်စင်တာမရမှာတော့အကြောင်းကျိုးခိုင်လုံစွာเนาะ reasonable ဖြစ်ဖို့လိုတယ်เนาะ analysis လုပ်နိုင်ဖို့လိုတယ်เนาะတကယ်ကိုဒီ critical ပေါ့လေကြောင်းကျိုးဆက်ပြီးတော့ဖြန့်ထွက်ပြီးတော့ချက်ထွင်ပြီးတော့တွေးတော့စဉ်းစားနိုင်ဖို့လိုတယ် creative thinking တကယ်ကိုတီထွင်ဖန်တီးစတင်နိုင်တဲ့အတွေးခေါ်တွေရှိဖို့လိုတယ်ဒါရေးကြည့်ပါလေဒါကြောင့်စင်တာမရမှာအကြောင်းကျိုးခိုင်လုံစွာကိုဒီသင်မှုကိုအခြေခံပြီးစဉ်းစားသင်ရင်းလာတဲ့ရလာတဲ့အသည့်ကိုစိန်နာမယပညာလို့ခေါ်တယ်အဲ့ဒီအသည့်ဟာအသည့်ပဲရှိသေးတယ်အသည့်ဟာအလုတ်ထဲမရောက်ဘူးဆိုရင်အသည့်ဟာမဖွံ့ဖြိုးသေးဘူးအသည့်ကိုအလုတ်ထဲရောက်ဖို့ကြတော့ဘာဝနာမယပညာဖြစ်ဖို့လိုတယ်ဒါကြောင့်ဘာဝနာမယပညာလက်တွေ့လုပ်တာအဲ့ဒီအမှန်တရားတွေတော့မဟုတ်ဒီအသည့်တွေသုဒ္ဓမယကိုအခြေခံပြီးတော့စဉ်းစားတွေးတောကြံစလာတဲ့စိန်နာမယအစွမ်းနဲ့ရလာတဲ့ကိုယ်ပိုင်ဉာဏ်ဆင်ခြင်သုံးသပ်မှုအသည့်တွေကိုဟောဒါကလှုပ်တဲ့နဲ့ဒါကရှောင်တဲ့နဲ့ဒါကဆောင်းတဲ့နဲ့ဒါကလက်တွေ့ကြအကောင့်ထဲပေါ်တဲ့နဲ့အစရှိတဲ့ကြာနာနာသိထားသင်ထားလေ့လာထားတွေးယူထားတဲ့ဟာကိုလက်တွေ့လုပ်ထဲမှာဘာဝနာမယအမြင်နဲ့ practically လုပ်ဖို့လိုတယ်ဒါကြောင့်အမှန်တရားကိုမိမိကိုယ်တိုင်လက်တွေ့ကျင့်ကြံပွားများခြင်းမှရလာတဲ့အသည့်သူက experience ပဲ experience makes perfect ဒီသုံးခုကိုဘုန်းတော်စနစ်ကြလုပ်သွားမယ်ဒါကြောင့်နံပါတ်1ကလေ့လာရမယ်နံပါတ်2ကတော့လေ့ကျင့်ရမယ်လို့ဒီလိုပြောတာအဲ့ဒါကြမှာနံပါတ်3လေ့ကျင့်ပြီးတဲ့အခါအတွေ့အကြုံတွေရလာမှာဒါကြောင့်လ3လုံးကြတယ်လေ့လာပါလေ့ကျင့်ပါလက်တွေ့လုပ်ပါလို့ဒီလိုပြောတာရှိအခုသင်ယူမှုမှာတော့သုဒ္ဓမယနော်စနစ်တကျသင်ယူပါနားထောင်ပါလေ့လာပါဖတ်ရှုပါပြီးတဲ့ကစိန်နာမယအဲ့ဒီသင်ယူမှုတိုင်းဥမာဆိုရတော့ဗျာဖုံပြောသလားအကုန်ယုံဖို့မဟုတ်အချက်လက်တွေမှားတာရှိနိုင်တယ်အယူအဆတွေကိုနဲ့လက်တွေ့မကြတာမျိုးလက်တွေ့မဆန်တာမျိုးရှိကောင်းရှိမယ်ဒါကြောင့်ဉာဏ်အဆင့်3ခုမှာလောကီနယ်ပယ်မှာတော့သုဒ္ဓမယစိန်နာမယဘာဝနာမယ
နားထောင်ရမယ်သင်ယူရမယ်ဖတ်ရှုရမယ်ပြီးအဲ့တဲ့ဟာတွေကိုအခြေခံပြီးစဉ်းစားတွေးခေါ်ရမယ်စဉ်းစားတွေးခေါ်မှုနဲ့ရလာတဲ့ဟာကိုလက်တွေ့ဘဝထဲမှာလက်တွေ့ကြကြကိုယ့်ဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက်သို့မဟုတ်ကိုယ်နဲ့ကိုယ်ဝန်းကျင်အများဖွံ့ဖြိုးတိုးတက်ဖို့အတွက်လက်တွေ့လေ့ကျင့်အားထုတ်အောင်ဒါ၃ခုလောကုတ္တရာနယ်ပယ်မှာတော့မတရားဖို့တရားရဖို့တော့ဘာကျုံဆရာတော်ဖျားကြီးကနှစ်ခုပဲရနိုင်တယ်တဲ့သုဒ္ဓမယနဲ့ဘာဝနာမယသုဒ္ဓမယဆိုအခုဘုန်းတို့ကမ္မထမ်းနေသင်တာသုဒ္ဓမယကမ္မထမ်းနေဘုန်းတို့သင်ပေးတာသင်ယူတာသုဒ္ဓမယဘာဝနာမယကြတော့အဲ့ဒီကမ္မထမ်းတွေကိုတပ္ပထဆိုတပ္ပထအပိုင်းဝိပဿနာဆိုဝိပဿနာပိုင်းစနစ်တကျသင်ယူထားတဲ့ဟာကိုလက်တွေ့ကြကြလေ့ကျင့်အားထုတ်တာဝိပဿနာအလုပ်လုပ်တာဒါဘာဝနာမယအဲ့ဒီကနေမတရားဖို့တရားရစိန်တာမယလို့ခေါ်တဲ့သစ္စာလေးပါးကိုကိုယ်တိုင်ကြံစည်တွေးတောနိုင်ကတော့ဘုရားနဲ့ပိစိကဗုဒ္ဓအရာတာဖြစ်တယ်တဲ့အရှင်သာရိပုတ္တရာတောင်မနဲ့သုဒ္ဓမယနဲ့ဘာဝနာမယနှစ်မျိုးပဲရနိုင်တယ်လို့ပြောတယ်ဒါလောကုတ္တရာနယ်ပယ်နော်ဒါကြောင့်သူ့နယ်နဲ့သူနားလည်ရမယ်လောကီနယ်ပယ်ဆိုလောကီနယ်ပယ်အလိုက်နားလည်ရမယ်လောကုတ္တရာနယ်ပယ်ဆိုရင်လောကုတ္တရာနယ်ပယ်အလိုက်နားလည်ရမယ်ပေါ့နော်ကဲဟုတ်ပြီဆိုတော့ဘုန်းတို့ရှေ့ဆက်ပြီးတော့နားလည်ရလေ့လာရအောင်ဆိုတော့နေ့စဉ်ဘဝထဲမှာအသိဉာဏ်ကိုဘယ်လိုမွေးမလဲဒါရေးကြည့်သွားပြီအသိဉာဏ်ပိုင်းကိုဘုန်းတို့ apply လုပ်ဖို့အပိုင်း၃ကိုရောက်လာပြီဆိုတဲ့အခါအဲ့မှာစကားတစ်ခုမပြောခင်တော့အလုပ်တစ်ခုမလုပ်ခင်မှာကိုယ့်ရဲ့စိတ်အခြေအနေကိုယ့်ရဲ့ emotion တွေကိုယ့်ရဲ့ mood တွေကိုယ့်ရဲ့ feeling ဒါ EQ မှာလည်းဒီ၃ချက်ကိုပြောတယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုယ်စိတ်ထဲမှာတွေးကြံနေတဲ့ဟာတွေစိတ်အခမ်းမှာဖြစ်နေတဲ့တမတ်မှုလားမကျေနပ်မှုလားစိတ်ပြတ်မှုလားတန်နေရတွေလားတွေးဝေးနေတာလားဒါလေးတွေသိဖို့လိုတယ်ဒါကြောင့်အလုပ်တစ်ခုမလုပ်ခင်မှာစကားတစ်ခုမပြောခင်မှာပြောဆိုမှုပြုမှုတစ်ခုခုလုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့စိတ်အခြေအနေကိုအရင်ဆုံးကြက်ခက်မနေ့ကလည်းဒါပုံပြောခဲ့ပြီနော်မကျေနပ်တာရှိတယ်ဆိုရင် response ပြန်မယ်ဆိုရင်အရင်ဆုံးသုံးသပ်ကြည့်လိုက်ပါဆိုတာမျိုးပေါ့နော်ကိုယ်စိတ်ထဲမှာဒေါသတွေဖြစ်နေလားလောဘတွေဖြစ်နေလားဒါမှမဟုတ်ကိုယ်စိတ်ထဲကအများအပေါ်မှာမေတ္တာတွေရှိနေသလားအဲ့ဒါလေးတွေကိုသတိကပ်ထားရမယ်အဲ့ဒါပြီးပြီဆိုရင်တဲ့ငါဒါကိုဘာကြောင့်လှုပ်တာလဲဒါအရေးကြီးတယ်နော်ဘုံဘုံတို့ကိုလုံးနေတဲ့အလုပ်ကိုဘာကြောင့်လှုပ်တာလဲလို့မသိဘူးဆိုရင်အဲ့လူကဘဝအတိတ်ပဲမရှိဘဲနဲ့လှုပ်နေတာနဲ့တူတယ်ဘုံတငယ်ချင်းတယောက်ပြောဦးတယ်ဒီမှာသူအလုပ်လုပ်နေတာတဲ့ဘသူအတွက်လှုပ်ပေးနေရမှန်းလည်းမသိဘူးတဲ့ဘာကြောင့်လောအကောင်းမှန်းလဲဘာကြောင့်လုံးနေရမှန်းလဲမသိဘူးတဲ့ဆိုတော့ပြောချင်တာအတိတ်ပဲမဲ့နေတာဒါကြောင့်ဘုန်းတို့တေချာဖို့လိုတယ်မနေ့ကဘုန်းတို့ဒီဝတ်သားလီတယ်ပဲပြောအမိုက်တင်တယ်ပဲပြောလူကြီးတွေကိုပြုစုရတယ်ပဲပြောနိပညာနဲ့လုပ်နေရတယ်ပဲပြောအဲ့ဒီအလုပ်မှာငါဘာကြောင့်လုပ်နေရတာလဲနံပါတ်1ငွေရှာနိုင်ဖို့ဖြစ်တယ်နံပါတ်2အဲ့ဒီအလုပ်ပေါ်မှာစိတ်ဝင်စားစွာနဲ့ကုသိုလ်ဖြစ်ဖို့တော့ကျွမ်းကျင်လျင်ပါဖို့လေ့ကျင့်တာမျိုးဖြစ်ရမယ်အဲ့ဒါဆိုရင်ဘဝအတိတ်ပဲရှိပြီငွေရှာအောင်သက်နဲ့တော့ဘဝအတိတ်ပဲမရှိဘူးဒါကြောင့်ဒီအလုပ်ကိုဘာကြောင့်လုပ်ရတာလဲဆိုတော့ဒီပျော်စိတ်အလုပ်ပေါ်မှာအတိတ်ပဲပေါ်နိုင်တဲ့စိတ်ကိုကိုလေ့ကျင့်ယူရမယ်ဒါတော့ဘုံအလုပ်တစ်ခုချင်းစီနဲ့နေရာတစ်ခုချင်းစီအတွက်အတိအကျမပြောနိုင်ဘူးကိုဒါအကဲခက်ပြီးတော့လေ့ကျင့်အားထုတ်မှာဖြစ်တယ်အရေးကြီးတာဒါကိုငါဘာကြောင့်လုပ်နေရတာလဲအဲ့ဒီအတိတ်ပဲကိုယ်တိုင်သိဖို့အရေးကြီးတယ်အခုငါလုပ်နေတဲ့လုပ်ရက်ပြုမှုပြောဆိုမှုကငါနဲ့တကွတခြားသူတွေကိုထိခိုက်နိုင်သလားဘယ်သူကိုထိခိုက်နိုင်သလဲအကုသလတာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအကုသိုလ်ဆိုတာတာဝိဇ္ဇလုံသုံးရလဲမိမိရောသူတော်ဘာရောထိခိုက်စီတယ်တဲ့အကျိုးပေးကြတော့လဲဒုက္ခဝိပါကလက္ခဏာနဲ့အကျိုးပေးကြတော့လဲပျက်စီးခြင်းဒီကိုဥတည်သွားတယ်ကုသလအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာကုသိုလ်ဆိုတာပြုတော့လဲအနဝိဇ္ဇအပြစ်ကင်းတယ်ကိုလည်းမထိခိုက်ဘူးသူတော်ဘာကိုလည်းမထိခိုက်သေးဘူးကိုလည်းချမ်းသာတယ်သူတော်ဘာလည်းချမ်းသာကြည်ဝါစေတယ်အဲ့ဒါကိုကုသလအနဝိဇ္ဇအပြစ်ကင်းတယ်ပြုမှုပြောဆိုမှုတွေကမိမိသူတော်ဘာမထိခိုက်စေဘူးဒုက္ခဝိပါကလက္ခဏာအကျိုးပေးကြတော့လေကိုရောသူရောကောင်းတာပေါ့မိမိအကျိုးအများအကျိုးကောင်းတာအဲ့ဒါကိုကုသိုလ်လို့ခေါ်တယ်ကုသိုလ်ဆိုတာလှုပ်တော့ကမိမိသူတော်ဘာမထိခိုက်ဘူးအကျိုးပေးကောင်းတဲ့ဟာမျိုးအကုသိုလ်ဆိုတာလှုပ်တော့ကမိမိသူတော်ဘာထိခိုက်စေတယ်အကျိုးပေးဆုတ်ယုတ်ပျက်စီးစေတဲ့ဟာကိုအကုသိုလ်လို့ဒါကြောင့်ဘုန်းဘုန်းတို့ကယဟန္တာမဖြစ်သေး၍အလုတ်ကကုသိုလ်နဲ့အကုသိုလ်နှစ်မျိုးပဲကာမပစ္စည်းမှာကုသိုလ်နဲ့အကုသိုလ်နှစ်မျိုးပဲဘုန်းဘုန်းတို့လုံနိုင်တယ်ယဟန္တာဖြစ်သွားပြီဆိုတော့ကရိယာပြာကတဖြစ်သွားပြီဒါကြောင့်ဘုန်းဘုန်းတို့နေ့စဉ်တန်လျာနဲ့ကြည်ပြီးလုပ်ခဲ့တဲ့အလုပ်တွေဟာအကုသိုလ်အလုပ်အကုသိုလ်အတွေ့အကုသိုလ်အပြောအဲ့ဒီဘက်မှာဘုန်းဘုန်းတို့အားလုံးတယောက်ချင်းစီတိုင်း expert ပဲဆရာကြီးတွေကျွမ်းကျင်မိတာသို့သောကုသိုလ်နဲ့ပတ်သက်ပြီးတော့ကျတော့စနစ်တကျလေ့ကျင့်ယူရတယ်စိတ်ကိုတည်တည်ကြကြခိုင်းရတယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်တမ္မပဒံတရား၄ပါးနဲ့ကုသိုလ်ဖြစ်ဖို့ကြိုးစားရမယ်တဲ့တမ္မပဒံတရား၄ပါးကဘာတွေတော့နံပါတ်1က
ဖြစ်ပြီးသားအကုသိုလ်မတိုးဖို့လိုတယ်နံပါတ်1ကဖြစ်ပြီးသားအကုသိုလ်မတိုးအောင်ကြိုးစားရမယ်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်တားရမယ်မဖြစ်သေးတဲ့အကုသိုလ်ကိုမဖြစ်စေရအောင်ဖြစ်ပြီးသားအကုသိုလ်တွေဆိုရင်လည်းမတိုးစေရအောင်ဖြစ်ပြီးသားအကုသိုလ်မတိုးစေရအောင်ဆိုဒီလိုတယောက်စီကနေပြီးတော့ခိုးလိုက်မိပြီးအဲ့ဒီခိုးမှုပေါ်မှာပြန်ပြီးတော့နောက်တိုင်းရတိုင်းပြန်တွေးမိတယ်ဆိုရင်ဒါဆယ်ကတွေးတော့ဆယ်ကခိုးပြီးတာဖြစ်တတ်မိပြီးဒီတက်ခဲ့တဲ့အကြောင်းအရာဆိုလွယ်တော့မလွယ်ဘူးလေဆိုတော့ဒီဥပဒေဆိုတာစိတ်ကြွယ်ရမရှိဘူးဆိုစိတ်ကြွယ်ရဆိုတာမကောင်းမှုလုပ်ထိုင်စိတ်ကြွယ်ရမရှိဘူးဆိုတာမကောင်းမှုကကိုယ်စိတ်ထဲအမြဲတမ်း rally လုပ်နေတတ်တယ်ဒါကြောင့်မကောင်းမှုစိတ်ကြွယ်ရမရှိဘူးဆိုတာဒီအမှုပေါ်သွားတာကိုပြောတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာအမြဲတမ်းအကြောင်းကျိုးတိုက်ဆိုင်တိုင်းတွေးနေမိတတ်တယ်အဲ့ဒီတွေးတိုင်းအဲ့ဒီအာကုသိုလ်ဟာ improvement ဖြစ်နေတယ်အဲ့ဒီအာကုသိုလ်ဟာတိုးနေတယ်ဒါကြောင့်ကမ္မဋ္ဌာန်းအားထုတ်တဲ့ယောဂီတွေတို့မို့တတိကတ်ထားတဲ့ပုဂ္ဂိုလ်တွေကဖြစ်ပြီးသားအာကုသိုလ်ကိုမတိုးအောင်မဖြစ်သေးတဲ့အာကုသိုလ်ကိုမဖြစ်အောင်ဆောင်စည်းရမယ်ဒါကိုဝိရိယလို့ခေါ်တယ်နောက်တစ်ခုမဖြစ်သေးတဲ့ကုသိုလ်တွေကိုဖြစ်ပေါ်လာအောင်ကုသိုလ်ဖြစ်ဖို့ဆိုတဲ့အတွေးကိုအမြဲတမ်းတွေးရဒါကြောင့်အတွေးမှာလည်းကောင်းတဲ့အတွေးရ၃မျိုးရှိတယ်နိက္ခမသင်္ကပ္ပအဗျာပါဒသင်္ကပ္ပအဝိဟိန္ဒသင်္ကပ္ပသမ္မာသင်္ကပ္ပဆိုတာဒီ၃ခုကိုပြောတာနိက္ခမသင်္ကပ္ပဆိုတာကကုသိုလ်ဖြစ်အောင်တွေးတဲ့အတွေ့ကာမဂုဏ်အာယုန်နေသို့မဟုတ်ရေသာကိုအချောင်လိုက်နေတဲ့ comfort zone ကနေသူလိုကိုလိုနေနေတဲ့အတွေ့ဆိုးတွေရနေပြီးတော့လွတ်မြောက်အောင်တွေးနိုင်တဲ့အတွေ့ကုသိုလ်ဖြစ်ဖို့အတွေ့ဖွံ့ဖြိုးတိုးတက်ဖို့အတွေ့ကမ္မဋ္ဌာန်းအားထုတ်ဖို့အတွေ့ဝိပဿနာဉာဏ်ရအောင်ကြိုးစားအားထုတ်တဲ့အတွေ့တွေအဲ့ဒီအတွေ့တွေကနိက္ခမသင်္ကပ္ပလို့ခေါ်တယ်နောက်တစ်ခုအဗျာပါဒသင်္ကပ္ပသရဝါတွေအပေါ်မှာတော့ဒေါသမထားဘူးမေတ္တာနဲ့နေမယ်ဟောဒီလိုမျိုးပေါ့အဝိဟိန္ဒသင်္ကပ္ပသရဝါတွေကိုပေါ့မငြင်းစေမနှိပ်စက်ဘူးကရုဏာနဲ့နေမယ်ကုသိုလ်ဖြစ်အောင်နေမယ်မေတ္တာနဲ့နေမယ်ကရုဏာနဲ့နေမယ်ဆိုတဲ့ဒီအသွေး၃ခုကိုပဲမြတ်စွာဘုရားရှင်ကသမ္မာသင်္ကပ္ပလို့သမ္မာသင်္ကပ္ပကိုခွဲတဲ့အခါသမ္မာသင်္ကပ္ပ၃မှာအတွေ့ကောင်း၃မျိုးပြောထားတယ်အတွေ့ကောင်း၃မျိုးဆိုတော့အတွေ့ဆိုးကလည်း၃မျိုးရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ကာမဝိတ္တတဲ့ကာမဂုဏ်ခံစားဖို့စားမယ်တောက်မယ်ပြောမယ်ပါမယ်အာယုံမျိုးမျိုးကိုခံစားမယ်ကိုကျိုးစည်းပွားအတွက်ကြည့်ပြီးတော့ကာမဂုဏ်အာယုန်တွေခံစားမယ်ဆိုတဲ့ဟာကာမဝိတ္တဗျာပါဒဝိတ္တတရားဘာတွေပေါ်မှာညှင်းဆဲလိုတဲ့စိတ်နှိပ်စက်လိုတဲ့စိတ်ဖြက်စီးလိုတဲ့စိတ်ဝိတ္တဝိတ္တတက်ခြင်းဖြက်ခြင်းမတရားနိုင်ကျင့်ခြင်းနဲ့ဆိုတဲ့စိတ်အဲ့ဒီအတွေးဆို၃မျိုးကိုမိစ္ဆာသင်္ကပ္ပလို့ခေါ်တော့မဟုတ်မိစ္ဆာဝိတ္တ၃ပါးလို့ခေါ်တယ်ဒါကြောင့်ဘုန်းဘုန်းတို့ဒီတွေးတဲ့အတွေးဟာအလုတ်ကိုတက်ရောက်စေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အတွေးတွေကဘယ်လိုရှိနေသလဲငါရဲ့အတွေးတွေဟာဘယ်လိုမျိုးတွေဖြစ်နေသလဲလို့သတိထားငါရဲ့ပြုမှုပြောဆိုမှုကငါ့ကိုလည်းထိခိုက်စေသလားတခြားသူတွေကိုလည်းထိခိုက်စေသလားဆိုတဲ့ဟာကိုလည်းအမြဲတမ်းစဉ်းစားရမယ်ဟောဒါကြောင့်ကုသိုလ်ဖြစ်အောင်တွေးရမယ်ကုသိုလ်ဖြစ်အောင်တွေးတဲ့အတွေးက၃မျိုးနေကမသင်္ကပ္ပအဗျာပါဒသင်္ကပ္ပအဝိဟိန္ဒသင်္ကပ္ပကုသိုလ်ဖြစ်ဖို့အတွေးမေတ္တာနဲ့နေတဲ့အတွေးကရုဏာနဲ့နေတဲ့အတွေးအကုသိုလ်ဖြစ်စေတဲ့အတွေးဟာကာမဂုဏ်ခံစားမယ်အစဉ်အတန်အနတ်အရသာအတွေ့အထိဆိုတဲ့ကာမဂုဏ်အာယုံ၅ပါးကိုခံစားမယ်မကျေနပ်တဲ့အတွေ့တွေစိတ်ဆိုးစိတ်ပြတ်တဲ့အတွေ့တွေတတ်ခြင်းဖြတ်ခြင်းနဲ့ခိုးခြင်းဝက်ခြင်းအနိုင်ယူခြင်းတဲ့အတွေ့တွေဟောဒီအတွေ့ဆိုဝိတ္တ၃ပါးကိုရှောင်အတွေ့ကောင်း၃မျိုးနဲ့နေအောင်လေ့ကျင့်အောင်အဲ့ဒီအတွေ့ကောင်း၃မျိုးကအမြင်ကောင်း၃မျိုးရအမြင်ကောင်းနေရတမဒိဋ္ဌိအမြင်ကောင်းနေရအဲ့ဒီအမြင်ကောင်းကနေပြီးတော့အတွေ့မှန်အမြင်မှန်ပြီးလှုပ်ဆောင်ချက်တွေမှန်တော့ဒါကိုဘုန်းတို့သတိထားရမယ်ဒါကြောင့်ဒီလောက်ရက်ကမိမိတူတဘာကိုထိခိုက်နိုင်သလားလို့မလောက်ခင်ကြိုးပြီးတွေးလိုက်ပါအမြဲတမ်းကိုယ့်ကို self awareness စမ်းစစ်နေဖို့လိုတယ်နော်အမြဲတမ်းစမ်းစစ်နေရမယ်ဒါကနေ့စဉ်ဘဝတွေကအသိဉာဏ်တွေကိုမွေးမြူဖို့အတွက်ဆိုရင်ဘုန်းဒီ slide ကိုအနှစ်ချုပ်မယ်စကားမပြောခင်အလုံးမလုပ်ခင်ကိုယ့်ရဲ့ကိုယ်မူရာနှုတ်မူရာပြောဆိုပြမှုတော့မယ်ဆိုရင်ကိုယ့်ရဲ့စိတ်တွေကိုအရင်ဆုံးအကဲခတ်လိုက်ပါငါစိတ်ထဲက mood တွေ feeling တွေဘယ်လိုရှိနေသလဲအဲ့ဒါကိုအကဲခတ်ပါပြီးရင်တခုခုလောက်တော့မယ်ဆိုဒါကိုငါဘာကြောင့်လုံးမိနေတာလဲဘာအတွက်ကြောင့်လောက်တာလဲလို့စဉ်းစားပါပြီးရင်ဒီလောက်ရက်ကကိုရောသူရောထိခိုက်စေသလားတော့မဟုတ်ကိုရောသူရောအကျိုးကျေးဇူးများစေသလားဘုံဘုံမြန်မြန်ပြောတယ် we need to look out for one another Facebook မှာပို့တင်ပြီးဆဲမယ်ဆိုရင်တော့ဒီဆဲတဲ့ဟာတခုကလူတွေကိုထိခိုက်သွားမလား Facebook မှာဘယုတ်ဒုက္ခပေါ့လေဘုန်းကြီးတွေပဲဖြစ်စေလူတွေပဲဖြစ်စေဘယုတ်ဒုက္ခ post တွေပါတင်နေဆိုရင်အဲ့ဒါတွေကိုကြည့်ပြီးလူတွေကိုအထင်သေးသွားမလားအမြင်သေးသွားမလားဒါတွေကစဉ်းစားတဲ့အချက်တွေဒါကြောင့်တခုခုလုပ်မယ်ဆိုတိုင်းစာတစ်ခုရေးမယ်စကားတစ်ခုပြောမယ်ပုံတစ်ပုံတင်တော့မယ်ကိစ္စတစ်ခုလုပ်တော့မယ်ဆိုရင်ငါတို့တော့ပါထိခိုက်စေသလားဟာကြွားတယ်ကိုရှိတာကြွားတော့မြင်ရတဲ့သူတွေကအကုသိုလ်ဖြစ်ရတယ်
ဒီကောင်ကြီးကကြွားတာကွာလို့ဒီလိုမျိုးလဲစိတ်ထဲမှာကိုယ့်ကိုအထင်သေးသွားတယ်ဒါသတိထားတဲ့အချက်တွေဒါကြောင့်အမြဲတမ်းကိုယ့်ကို self awareness ဆန်းစစ်နေရမယ်ဆိုတဲ့ဟာအရေးကြီးပါတယ်ကဲခုနဘုံပြောခဲ့ပြီးစကားမပြောခင်ဆင်ခြင်ဖို့ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီမှာစကားပြောကျွမ်းကျင်ဖို့ communication မှာကောင်းဖို့အတွက်ဆိုရင် verbal skill ဘိုင်းမှာသတိထားရမယ်အချက်တွေစကားပြောကောင်းသူဆိုတာနားထောင်ကောင်းသူပါတဲ့ဘုန်းတို့တော်တော်များများစကားပြောကောင်းအောင်ကြိုးစားကြတယ်ဟိုတနေ့ကလည်းစကားပြောကောင်းအောင်ဘယ်စာအုပ်တွေဖတ်ရမလဲစကားပြောကောင်းအောင်ဘယ်လိုဟာတွေလုပ်အောင်မလဲလို့ဘုံဘုံမေးကြတယ်နော်စကားပြောကောင်းသူဆိုတာနားထောင်ကောင်းသူပါတဲ့ actively listen with your heart with your ear with your eyes နှလုံးသားနဲ့နားထောင်နားနဲ့နားထောင်မျက်လုံးနဲ့နားထောင်လူတယောက်ကိုပြောလိုက်ဆိုမျက်လုံးနဲ့သေချာကြည့်ပြီးတော့မျက်နှာလွှဲပြီးနားထောင်လို့မရမျက်လုံးနဲ့ကြည့်ပြီးနားထောင်သေချာနားစွန့်ပြီးနားထောင်စူးစက်သူဘာကိုပြောချင်တာလဲသူရဲ့ခံစားချက်ကဘာကိုပြောချင်တာလဲသူရဲ့အသိပညာပေးမှုကဘာကိုပြောချင်သူရဲ့အတိတ်ဘက်ကဘာကိုဆိုလိုချင်တာလဲဆိုတာသေချာနားထောင်မှုလို့လေနှလုံးသားနဲ့နားထောင်ဆိုတော့လူတယောက်ပြောတဲ့စကားကိုကိုယ်ပြောလာပြီဆိုရင်ဒီလူကဘယ်လိုမျိုးစိတ်နေစိတ်ထားစိတ်ခံစားချက်တွေနဲ့ပြောလာတာအပေါ်ယံပြောတာလားနဲ့ပြောနေတာလားလေးနဲ့ပြောပြနေတာလားအားကိုးခြင်းတဲ့စိတ်နဲ့ပြောပြနေတာလားတို့မဟုတ်သူ့ရဲ့စိတ်သက်သာရအောင်တိုင်ပင်ခြင်းတဲ့စိတ်နဲ့ပြောအဲ့ဒါနှလုံးသားနဲ့နားထောင်မှရဘုံတို့ပြောကြတယ်လေမင်းကငါပြောတာမင်းနားမထောင်ပါဘူးဟာငါစကားမင်းနားမတင်ပါဘူးဟာမင်းစိတ်ဝင်စားပါဘူးဟာဒီလိုမျိုးရှိတယ်ဒါကြောင့်ဘုံတို့လူတယောက်ကကိုယ့်ကိုစကားပြောလာပြီဆိုရင်ဘယ်လိုတွေနားထောင်ရမလဲဆိုတော့မျက်လုံးနဲ့နားထောင်ပြီးရင်နားနဲ့နားထောင်နှလုံးသားနဲ့နားထောင်ပါဒီသုံးမျိုးနားထောင်မှနားထောင်မှုကောင်းတယ်လို့ပြောတာစကားပြောကောင်းသူဆိုတာနားထောင်ကောင်းသူပါတဲ့ပြီးရင် give feedback အလိုက်တင်တုံ့ပြန်ပါမျက်လုံးနဲ့လည်းတုံ့ပြန်အမူအရာနဲ့လည်းတုံ့ပြန်စကားလုံးလေးတွေနဲ့လည်းတုံ့ပြန်ဘယ်လိုတုံ့ပြန်မလဲ repeat information ခုနပြောတာလေးကမရှင်းလို့နော်အပြန်ပြောပါအောင်စိတ်ဝင်စားမှုမဟုတ်ဘူးစိတ်ဝင်စားတယ်ရှင်းလင်းသိကျင်လို့တို့မို့သူပြောတဲ့ information ကိုတိတိကျကျသိကျင်တဲ့အခါခုနပြောလာတာလေးနော်ဖုန်းတန်မရှင်းလို့တို့မို့စကားတန်မရှင်းလို့ဘေးနဲ့ကားဖြတ်သွားလို့နော်တို့မို့အလုတ်အာယုံတစ်ခုလေးဝင်လာလို့အဲ့ဒါလေးတစ်ခေါက်ပြန်ပြောပြပါအောင်နော်ကျေးဇူးပြုပြီးတော့ဒီလိုမျိုးလေးပြောอ่ะသိကျင်တဲ့အချက်ကိုထပ်မေး information မှန်ဘူးဆိုရင်ကိုယ့်ရဲ့ decision မှားသွားမယ်အဲ့တော့ကိုယ့်ရဲ့ response နဲ့မှားသွားတာ ਨੇ ဒီ communication မှာ error တက်သွားနိုင်တယ်နော်ဒါသတိထားမယ်အချက်ပြီးရင် take notes ပေါ့မှတ်ချက်ပြီးတော့ဟုတ်တာပေါ့ဒီကိစ္စမင်းဘယ်တော့လုပ်ခဲ့တာဘလို့အောင်မြင်ခဲ့တာဒီကိစ္စနဲ့ပတ်သက်ပြီးတော့မင်းလုပ်ခဲ့တာတကယ်ကိုအားရကျင်တဲ့ဆရာကောင်းတယ်ဒီဘိုင်းမှာတော့ကွာမင်းကတကယ်ကိုကောင်းပါတယ်ဒါပေမဲ့ဒီအပိုင်းလေးတော့ဒီလိုလေးပြင်လိုက်ရင်မြန်ပိုးမကောင်းနိုင်ဘူးလားအစားရှိတဲ့မှတ်ချက်ပေးရတယ်မိတ်ဆွေကောင်းဆိုတာအဲ့ဒါမိတ်ဆွေကောင်းမကောင်းဆိုတာစကားပြောရင်းနဲ့ဘုံဘုံတို့သိကိုပြောသမျှခေါင်းငိတ်နေမိတ်ဆွေကောင်းမဟုတ်ဘူးကိုပြောတာဟုတ်မဟုတ်အလိုလိုက်ပြီးခေါင်းငိတ်နေမဟုတ်ဘူးတောက်လျှောက်ထောက်ခံနေဒါမဟုတ်တော့သူကိုဘုံတို့အမှားမကင်းဘူးဒါကြောင့်မှားတယ်ဆိုရင်မှားတယ်ဆိုတဲ့အချက်လက်ပြင်းသေးခြင်းနဲ့ဆိုပြင်းသေးခြင်းနဲ့အချက်လက်အဲ့ဒီဟာလေးပြင်လိုက်တယ်ဆိုရင်လေဒါလေးဖွံ့ဖြိုးတိုးသားစရာတိုးတက်သွားစရာရှိတယ်လို့မှတ်ချက်ပြုတဲ့နောက်ပြုပေးတာမိတ်ဆွေကောင်းတယောက်မှလွတ်အောင်မဲ့တာဝန်ဝတ္တရားတစ်ခုဖြစ်ပါနောက်တစ်ခုအပြုသဘောထောက်ခံမှုပေးပါတဲ့ provide positive signal to the speaker ပေါ့ကိုယ်စကားပြောလာတဲ့သူကိုကောင်းလိုက်တာတို့မို့စကားပြောကောင်းတဲ့သူတွေပြောရင်ဓာတုခေါ်တာမျိုးလက်ခုပ်တီးတာမျိုးအဲ့မှာလဲစိတ်ပါလက်ပါတချို့လဲလက်ခုပ်ကိုရွက်တီးတယ်တချို့ကျလဲစိတ်မပါလက်မပါသေးတယ်မဟုတ်ဘူးအဲ့ဒါကိုကလူတယောက်ကို respect မထားတာသိတာဒါကြောင့်ကိုကိုပြောလာတဲ့သူတယောက်ကိုတိတိကျကျအပြုသဘောနဲ့ထောက်ခံပြီးတော့အားပေးသင့်တယ်စကားပြောကောင်းဖို့ဆိုရင် rule တစ်ခုရှိတယ် 80-20 rule ပေါ့အဲ့တော့80%နားထောင်နဲ့20%ပဲပြန်ပြောတယ်စကားပြောကောင်းရင်တရားလေ့ကျင့်မြတ်စွာဘုရားရှင်ပြောတဲ့စကားပြော skill ရတော့နှစ်ခုရှိတယ်ဓမ္မေဝကတံနဲ့အရိယောဝတုံနေပါဟောတဲ့ပြောစရာရှိရင်တရားစကားပြောမှန်ကန်တာပြောအကျိုးရှိတာပြောထိတိရောက်ရောက်ပြောဓမ္မေဝကထံပြောစရာမရှိဘူးဆိုရင်အရိယောဝတုံနေပါဘောစိတ်နေတဲ့တချို့ကဆက်တားပါတယ်နေရာတကာပါဠိယပြောကျင်ဆိုကျင်တယ်အဲ့လိုမျိုးမဟုတ်ဘူးအဲ့လိုမျိုးပြောပြီးရောပြောရတာမျိုးမဟုတ်ဘူးပြောရဲဆိုတာအချက်နဲ့အလက်နဲ့ဒီစကားလုံးနဲ့သွားနေတဲ့ပြောဆိုနေတဲ့ဒီစကားတွေကနေဘောင်လွတ်သွားလို့မရဒါကိုစနစ်တကျပြောအဲ့ဒါကိုဒီနယ်ပယ်မှာမကျွမ်းကျင်လို့ပဲဖြစ်စေသို့မဟုတ်မလိမ္မာသေးလို့ပဲဖြစ်စေသို့မဟုတ်ဒီနယ်ပယ်နဲ့ပတ်သက်ရင်နားမလည်သေးလို့ဖြစ်စေသို့မဟုတ်စိတ်နေသေးလို့ဖြစ်စေဟိုပြောဖို့အချိန်ကိုယ့်အလက်မရောက်သေးလို့ပဲဖြစ်စေအဲ့ဒါဆိုရင်တိတ်နေအရိယောဝတုံနေပါဘော
သူတော်ကောင်းနေလို့အေးဆေးသေးရင်သက်နေလိုက်ပြောစရာရှိလာဆိုဓမ္မေဝကထံအကျိုးနဲ့အကြောင်းနဲ့မှန်မှန်ကန်ကန်ထိထိရောက်ပြောဒါဘုရားပြောတဲ့စကားပြောနေအခြေခံနှစ်ချက်ဓမ္မေဝကထံရိယောဝတုံဒီပါဟောဒါကြောင့်ဘုန်းတော်ကကိုကြီးစွတ်ပြောနေလို့မရတာဖြစ်တဲ့အတွက်80ရာခိုင်နှုန်းနားထောင်ပါ20ရာခိုင်နှုန်းလောက်ပဲစကားပြောပါအဲ့ဒါဟာ actively listen ပေါ့လူတစ်ယောက်နဲ့ communicate လုပ်တဲ့အခါမှာဉာဏ်ရှိပြီးသားတယ်စကားပြောကောင်းတဲ့သူထိရောက်တဲ့သူဖြစ်သွားတယ်ဒါကြောင့်များနားထောင်နည်းနည်းပြောဆိုတဲ့ဥပဒေတစ်ခုကိုရင်ထဲမှတ်ထားလိုက်ဒါစကားပြောနဲ့ပတ်သက်ပြီးတော့နေ့စဉ်ဘဝထဲမှာကျင့်သုံးရမယ်ဟာနော်နေ့စဉ်ဘဝထဲမှာကျင့်သုံးရမှာမှတ်အောင်နဲ့မှတ်ရမှာမဟုတ်ဘူးနေ့စဉ်ဘဝထဲမှာအလေးကျင့်လုပ်တဲ့နေဟာကံဟုတ်ပြီနောက်တစ်ခု The biggest communication problem is we do not listen to understand တကယ်ကိုပြဿနာတက်တယ်ဆိုတာဟုတ်တယ်ဘုံဘုံလက်တာသတိထားမိတယ်လူတစ်ယောက်တစ်ယောက်ပြဿနာတက်တယ်ဆိုတာတဲ့လူတွေကတစ်ဖက်သားပြောတာကိုနားလည်အောင်နားထောင်မှုထက် we listen to reply ဘယ်လိုပြန်ပြီးတုံ့ပြန်လိုက်မလဲဆိုပြီးတော့အဲ့ဒါအရင်စဉ်းစားမိနေတယ်ပြောချင်တာတစ်ဖက်သားပြောတာကိုနားထောင်မှုထက်ကိုကဘယ်လိုတုံ့ပြန်မလိုက်မလဲဘယ်လိုပြန်ပြောလိုက်မလဲဆိုတဲ့ဟာကိုတွေးနေမိတတ်တယ်ဒါကြောင့်နှလုံးသားနဲ့နားထောင်တာမဟုတ်တော့ဘူးမျက်လုံးနဲ့အပေါ်ယံလေးတွေနားထောင်နေနားလည်းအပေါ်ယံလေးကြားဘူးနားဝကြားလိုက်သလိုလိုရှိတယ်ခဏတက်ဘာပြောတာတော့ဘာပြောခဏထမ်းမိတော့လေလူကမလေးသားရရောက်တယ်ခုနပြောလိုက်တဲ့ဟာက၄ချက်နော်၃ချက်လည်းပဲမှတ်မိလို့ကျန်တဲ့တစ်ချက်လေးကဘာပါလဲဒီလိုမျိုးတိတိကျကျပြန်ပြီးတော့ feedback ပေးဖို့လိုတယ်မိမယ်ဆိုရင်လေတိကျတဲ့ information ကိုဒီလိုပြောဖို့လိုတယ်နော်အဲ့လိုမဟုတ်ဘူးဘာပြောတာဘာပြောတာအဲ့ဒါဆင်မပြေတော့နောက်တစ်ခုတစ်ဖက်သားပြောလာပြီဆိုရင်ကိုပြောလာပြီဆိုရင်ကိုကပြန်တုံ့ပြန်ဖို့ပဲစဉ်းစားမိနေတာမဟုတ်ဘူးအဲ့ဒီပြောတဲ့ဟာကဘလို့အဓိပ္ပာယ်လဲဘလို့ခံစားချက်နဲ့ပြောနေတာလဲဘာလို့ရည်ရွယ်ပြီးပြောနေရည်ရွယ်ချက်ရှိတယ်အဓိပ္ပာယ်ရှိတယ်ခံစားချက်ရှိတယ်အဲ့ဒါတွေကိုမြင်အောင်ကြည့်ပြီးတော့နှလုံးသားနဲ့နားနဲ့မျက်လုံးနဲ့ဒါကိုမြင်အောင်ကြည့်ပြီးတော့နားထောင်အောင် The biggest communication problem is we do not listen to understand နားလဲအောင်နားထောင်ဖို့တဲ့ we listen to reply ဘလို့ပြန်ပြောမလဲဆိုတဲ့ဟာကိုတို့ကတွေးနေမိတယ်အဲ့ဒါကြောင့်စကားပြောတဲ့နေရာမှာပြဿနာတက်တယ်တဲ့လှုပ်ရှင်တဲ့ပြဿနာတက်တဲ့သမီးသားချင်းပြဿနာတက်တဲ့လင်မယားချင်းပြဿနာတက်တဲ့ဆရာနဲ့တပည့်ကြားပဲပြဿနာတက်တဲ့မိတ်ဆွေချင်းပဲပြဿနာတက်တဲ့အိုးအချုံပြောလိုက်အကုန်လုံးပြဿနာတက်တဲ့အကြောင်းရဒီကနေဖြစ်တယ်ဒါကြောင့်ဘုန်းတို့ဒါနေ့စဉ်ဘဝထဲမှာနော်တကယ်ကိုလေ့ကျင့်ထားရမယ့်ဟာတွေကိုဘုန်းကပြောနေတာပါဖခင်ပြောတာကစကားအရာမှာတော့ဒီအင်္ဂါ၄ပါးရှိတယ်ကွာတဲ့စကားဆိုတာအင်္ဂါနဲ့ပြောအင်္ဂါဆိုတာကအရည်ချင်းပေါ့ဗျာစကားပြောရင်ဟေးဒီအရည်ချင်းလေးခုရှိရဟောဒီအင်္ဂါလေးခုရှိရတော့မို့ဒီ scale လေးခုရှိရသူ့ဘာတိတာတဲ့ကောင်းတဲ့စကားဖြစ်ရတကယ်တဲ့အရေးမရအဖက်မရဘယ်မင်းသားဘယ်လိုဘယ်သူကဘယ်လိုဘယ်ဟာဘယ်လိုဘယ်သူနဲ့ဘာတော့ကို့အတွက်လည်းအကျိုးမများဘူးသူများအတွက်လည်းအကျိုးမများဘူးသူများကိစ္စကြီးတယ်ကိုကိစ္စမပါသူများကိစ္စကြီးကိုအလုပ်ကိစ္စမပါတကယ်တမ်းပြန်စဉ်းစားကြည့်ကိုပြောလိုက်တဲ့စကားတွေကိုပြန်ပြီးတော့ဘုံဘုံတို့ကခွဲခြားစိတ်ဖြာကြည့်လိုက်မယ်ဆို analysis လုပ်လိုက်ကြည့်မယ်ဆိုရင်ဒီနေ့တနာရီတွင်းမှာဒီနေ့အခုနေ့တစ်ပိုင်းအတွင်းမှာငါပြောခဲ့တဲ့စကားတွေဟာသူ့ဘာဒေတာကောင်းမြတ်တဲ့စကားပဲတစ်ခုဖြစ်သွားရာခိုင်နှုန်းဘလောက်ပါလဲသူများအကြောင်းတွေကြည့်တယ်သူများအကြောင်းမကောင်းကြောင်းပြောမင်းရောဘလောက်ကောင်းလဲဘုံဓမ္မရင်ဆရာတော်ဘုရားအမြဲတမ်းပြောသူများမကောင်းကြောင်းပြောမင်းရောဘလောက်ကောင်းလဲဒါဟုတ်တယ်ဘုံတို့ကသူများအကြောင်းပဲပြောတတ်ကြတယ်သူများအတင်းဖြင့်ပဲပြောတတ်ကြတယ်ကိုယ့်ရဲ့အည်သွေးညံ့ဖြင့်နာကြတာမပြောဒါကြောင့်သူများအတင်းဖြင့်ပြောနေတဲ့သူကအည်ချင်းမရှိတဲ့သူပဲသူများအတင်းဖြင့်ပြောနေတဲ့သူကစိတ်ထားညံ့တဲ့သူပဲလို့ပြောဒါကြောင့်မော်လမြိုင်တက္ကသိုလ်ကဘာမောက္ခကြီးပြောတယ်ကိုယ်ဒီမှာတဲ့လူတစ်ယောက်ကလာပြီးသူများမကောင်းကြောင်ပြောရင်တဲ့အဲ့လူမျိုးမိတ်ဆွေစစ်ဆိုပြီးတော့ကျွန်တော်ကတော့ပုံအပ်ပြီးတော့စကားတွေကိုအောင်မပြောရဘူးဗျာတဲ့ဘာဖြစ်လို့လဲဆိုတော့ကျုပ်ကိုရကြသူကကျုပ်မကောင်းကြောင်ပြောမှာဟောတန်းသတိထားစရာအချက်နော်သူများမကောင်းကြောင်ကိုလာပြောနေပြီဆိုရင်ဒါဒီလူမဟုတ်တော့ကိုယ်ကိုယ်ရအကြရင်ကိုမကောင်းကြောင်တခြားသူကိုပြောမဲ့သူပဲလို့ဒီလူကိုစကားကုန်မပြောနဲ့အရေးကြီးတဲ့စကားတွေကိုသွားပြီးမပြောလိုက်မိနဲ့ကိုယ်တည်တွင်ကိုတူတာနဲ့တူတယ်လှုပ်ဝက်ချက်တွေပေါက်ကျသွားနေတယ်ဒါသတိထားဒါကြောင့်စကားအရာ skill တွေအည်သွေးတွေမှာတဲ့နံပါတ်1သူ့ဘာတိတကောင်းမြတ်တဲ့စကားဖြစ်ရမယ်မှန်ကန်တဲ့စကားဖြစ်ရမယ်အကျိုးရှိတဲ့စကားဖြစ်ရမယ်ဓမ္မတရားတဲ့စကားဖြစ်ရမယ်မတရားတဲ့စကားမဖြစ်အောင်ပြီးရချစ်ဖွယ်သောစကားဖြစ်ရမယ်မင်းကိုဘယ်သူကလေဘာလို့လဲဘာကြောင့်ပြောနေတာလူတစ်ယောက်နဲ့တစ်ယောက်မောအောင်မပြောပါနဲ့မှန်တယ်ဆိုရင်တော့ဟုတ်တယ်ဆိုရင်တော့လူတစ်ယောက်နဲ့တစ်ယောက်မုန်းစေမဲ့စကားမျိုးဆိုရင်တစ်ဖက်သားကိုတော့မပြောနဲ့အဲ့ဒါကိုကဂုံတိုက်တာပဲဘလောက်မှန်တယ်ပြောဂုံချောတာပဲဂုံချောတယ်ဆိုတာဘာတော့ဂုံတိုက်တယ်ဆိုတာဘာလဲပိသုနာဝါစာတယ်ပေတုံညပိယဖြစ်နေတဲ့လူတစ်ယောက်နဲ့တစ်ယောက်ကိုတုံည
ချစ်ခင်မွယ်ချစ်တယ်မျက်နှိုးတယ်တန်ဖိုးထားတယ်လေးစားတယ်ဆိုတဲ့စိတ်နေစိတ်ထားတွေကုန်ခန်းသွားအောင်ပြောလိုက်တဲ့စကားကိုပိသုဏဝါစာလို့ခေါ်တယ်ပိသုဏဝါစာမပြောနဲ့ကွာတဲ့ပိယဝါစာပြောတဲ့ဒါဘုန်းတို့ဘုရားတရားကိုသတိထားရမယ်နော်ဒါကြောင့်မုဒ္ဒဝါဒမှာလည်းဒါပါလူတစ်ယောက်နဲ့တစ်ယောက်ဒီလူတစ်ယောက်ကအဲ့ဒီလူကိုမကောင်းကြောင်းကိုကိုလာပြောနေတယ်ဆိုရင်တော့တစ်ဖက်ကိုပြန်ပြီးဖောက်တယ်မချနဲ့ဘာဖြစ်လို့လဲလူတစ်ယောက်တစ်ယောက်ကြံတဲ့သူကမသိလို့သူ့ကိုခင်းနေတယ်ဆိုရင်တော့သူ့ဒီမှာအခင်းအမင်းချစ်ခင်စိတ်မျက်နှိုးစိတ်မေတ္တာစိတ်ရှိသေးတယ်ကိုကပြောလိုက်လို့နှစ်ယောက်လုံးမှာချစ်ခင်စိတ်မျက်နှိုးစိတ်မေတ္တာစိတ်နှစ်ဖက်လုံးကုန်ခန်းသွားရင်ကိုကတရားခံဖြစ်သွားမယ်ချစ်ဖွယ်သောစကားမဟုတ်ဘူးတစ်ဖက်နဲ့တစ်ဖက်အမုန်းပွားစေမယ့်စကားရန်ညှိုးထားစေမယ့်စကားအညှိုးကြီးစေမယ့်စကားဆိုရင်မှန်တယ်ဆိုရင်လည်းမပြောနဲ့တဲ့ဟာတယောက်ကကိုဟိုလူတယောက်ကနံပါတ် A ဆိုတဲ့လူကနံပါတ် B ရဲ့ကောင်းတဲ့အရေးချင်းတွေကိုနံပါတ် C ကိုလာပြောနေတယ်ကိုကိုလာပြောနေတယ်ဟာ A ကတော့ကွာမင်းကိုချီးကျူးလိုက်တာဟာမင်းတော်တော်တယ်လို့ပြောတယ်အဲ့ဒါမျိုးကြပြောလူတယောက်မေတ္တာပို့ပြီးတိုးသွားစေတယ်ပို့ပြီးတော့အပြန်လန်လေးစားမှုတန်ဖိုးထားမှုရှိသွားဒါမျိုးစကားကြဖောက်တယ်ချလို့ရနံပါတ် A ကကွာ B မင်းနာယုံကြည်နေတာပါဟိုကောင်းမင်းကောင်းကြောင်းရေပြောသွားမပြောနဲ့မှန်တယ်ဆိုရင်တော့မပြောနဲ့ကိုယ်တိုင်လည်းလှေတယ်မပြောနဲ့လေ့ကျင့်ရမယ်နော်နေတဲ့ဘွားထဲမှာလေ့ကျင့်ရမယ်ဟာတွေပဲပြရဝါစာချစ်ဖွယ်သောစကားကိုပြောနောက်သစ္စာတဲ့မှန်တဲ့စကားပြောမှန်တဲ့စကားပြောတယ်မမှန်တဲ့စကားသွားပြောတော့ဘာလို့မှာတော့တစ်ဖက်သားလည်းအကျိုးမများဘူးကိုယ်လည်းအကုသို့ဖြစ်တယ်လေဒါအရေးကြီးပါတယ်တပည့်တော်တို့ကဗျာလိမ့်ညာပြောနေရတယ်လှီတယ်ပြောမှဒီအရှင်တွေကပြောအဲ့ဒါဘုန်းတို့ဘာအရေးကြီးလဲစကားရအင်္ဂါ10ပါးဆိုစကားကြီး10မျိုးဒါလေ့ကျင့်ထားရေကူညာတင်ပြောနည်းတို့ကောက်ပင်ရလီပြောနည်းတို့ဒါစကားပြောကျွမ်းကျင်ဖို့အတွက်လိမ္မာရေးချရှိဖို့အတွက်လေ့ကျင့်ထားတဲ့အရှိတယ်အဲ့ဒီအရာတွေလေ့ကျင့်ထားရင်တော့လိမ္မာမလို့ပဲနဲ့ပြောနိုင်သွားမှာပေါ့ကိုကဘုဒ္ဓအကျမ်းမြင်ကျွမ်းကျင်မှုနည်းလို့အမြဲတမ်းလိမ္မာပြောနေရရင်တော့ဒါမကောင်းဘူးဒါသစ္စာတဲ့မှန်ကန်တဲ့စကားကိုပြောတယ်အဲ့ဒီမှာလည်းဘာအရေးကြီးတစ်ဖက်သားမှန်မှန်ကန်ကန်ပြောလာရင်တန်ဖိုးထားဖို့လိုတယ်လေးစားဖို့လိုတယ်အသိမှတ်ပြုဖို့လိုတယ်ဘာနေဘလောက်ပဲမှန်တဲ့စကားပြောအမှားလိုပဲရှိတယ်တန်တရားနေနေပဲရှိတယ်အဆိုးပဲမြင်နေဆိုရင်လည်းဟဲ့တစ်ဖက်သားကကိုယ်ကိုမှန်မှန်ကန်ကန်ဆက်ဆံမှုခတ်သွားတယ်ဒါကြောင့်သစ္စာဆိုတာနှစ်ဖက်လုံးကမျက်နှိုးရသစ္စာဆိုတာမှန်ကန်မှုနှစ်ဖက်လုံးကမျက်နှိုးရသစ္စာနှုတ်သီးမှန်တန်ကြီးကသေပြီးတော်မှပြန်ရှင်ရ၏တဲ့သုဝဏတမ္မာဇတ်မဂ္ဂဒေဝလင်္ကာမှာမန္လေးဆရာတော်ဘုရားကြီးကသစ္စာစကားတာပြောရင်ဘဝတွေတည်သွားတာပဲဖြစ်ဖြစ်အသက်တွေတည်သွားတာပဲဖြစ်ဖြစ်တို့မို့သေလူမျိုးပါဖြစ်နေတဲ့ဆိုရင်တောင်မှန်ကန်တဲ့စကားကိုပြောရင်ပြန်ပြီးရှင်းသန်ခွင့်ရတယ်တဲ့ဒါဘုန်းတို့နေတဲ့ဘဝထဲမှာနော်ဒါကြောင့်နှုတ်ကြောင့်ကြည်လက်ကြောင့်သေးနှုတ်ကြောင့်သေးလက်ကြောင့်ကြည်နှုတ်ကြောင့်သေးနေကြနှုတ်ပြောမှတက်လို့သေးကြရလက်ကအမူအရာအလုတ်ကင်မတက်လို့နော်ဘဝတွေကြေးကြရနော်ပျက်စီးကြရဒါကြောင့်နှုတ်ကြောင့်သေးလက်ကြောင့်ကြည်မဖြစ်အောင်စကားကိုအခုလိုအည်ချင်း၄ခုပြည့်အောင်ကြိုးစားပြီးတော့လေ့ကျင့်ရမယ်တခါစကားအရာအင်္ဂါ၅ခုတဲ့ဒါပြန်ပြီနော်စကားအရာအင်္ဂါ၅ခုလို့ပြောပြန်နံပါတ်၁ကစကားပြောတဲ့နေရာမှာအင်္ဂါ၅ချက်နဲ့အညီလို့တဲ့ပြောတဲ့အချိန်ပြောတဲ့မပြောတဲ့အချိန်မပြောနဲ့တဲ့မှန်တယ်နော်အကျိုးရှိတယ်နော်ဒါပေမဲ့မှန်ကန်ပြီးအကျိုးရှိတယ်ဆိုရင်တော့ပြောတဲ့အချိန်ပြောအောင်မပြောတဲ့အချိန်မပြောအောင်ဒါကာလလို့ခေါ်တယ်အရေးသုံးပါးနားမလဲခြေတငယ်ကြားသာဖြစ်တတ်တယ်ကြားရဲ့အရေးကြားရဲ့အနံ့အသက်ကြားရဲ့သွားလာတဲ့အချိန်သူ့ရဲ့အနံ့အသက်တွေအခြေအနေတွေဒါတွေကက်ခက်တဲ့တို့တက်ဖို့လိုတယ်အရေးသုံးပါးနားမလဲခြေတငယ်ကြားသာဖြစ်တတ်တယ်အဲ့တော့ဘုန်းတို့ကာလဒေသပုဂ္ဂလဆိုတဲ့ဟာသုံးခုနားလဲရကာလပြောဖို့အချိန်ကာလရောက်ပြီလားမှန်တယ်ပြောလဲပြောရမယ်တို့ဆိုပြောဖို့အချိန်ကာလရောက်ပြီလားပုဂ္ဂလဒီပုဂ္ဂိုလ်ကဒီလိုပြောရင်နားလဲပါမလားဒီလိုပြောရင်နားမလဲနိုင်ဘူးလားဒါလည်းသိရကာလပုဂ္ဂလနောက်တစ်ခုကဒေသလူတွေကြားထဲပြောတင်လားတယောက်ချင်းပြောရမယ်ဟာလားဒါမှမဟုတ်လူကြားထဲမှာပြောရမယ်ဟာလားတယောက်ချင်းမပြောတဲ့တကားလားဒါဒေသပဲနေရာပေါ့နေရာသိရမယ်အချိန်သိရမယ်လူကိုသိရအဲ့ဒီသုံးခုမသိရင်စကားကောင်းစကားမှန်တောင်မနဲ့ပြဿနာတက်သွားစေတယ်ကာလဒေသပုဂ္ဂလဒီသုံးခုနားလဲရအဲ့ဒါနားမလဲအရေးသုံးပါးနားမလဲခြေတငယ်ကြားတာဖြစ်တယ်ခြေဆိုတဲ့တရားဟာကြားရဲ့အရေးအခြေအနံ့အသက်တွေကိုမသိတဲ့အခါသိဆုံးသွားသလိုကြားစာဖြစ်သွားသလိုအဲကာလဒေသပုဂ္ဂလသုံးမျိုးကိုမသိဘဲနဲ့ပြောချင်တဲ့အချိန်ပြောလိုက်တယ်ပြောချင်တဲ့နေရာပြောတယ်ဘယ်လိုပုဂ္ဂိုလ်ဖြစ်ဒေဒိုကြီးဟာဘွန်းကြီးဟာလို့ပြောချင်တယ်လို့ပြောတယ်ဆိုရင်ဒါပြဿနာတက်တယ်ဒါကြောင့်ပြောတဲ့အချိန်ပြောမပြောတဲ့အချိန်ကိုမပြောနဲ့ပြောတဲ့နေရာပြောမပြောတဲ့နေရာမပြောနဲ့ပြောတဲ့ပုဂ္ဂိုလ်ဒီစကားလုံးနဲ့ပြောရမယ်ဆိုရင်ပြောမပြောသင့်ဘူးဆိုရင်ပြောနဲ့နောက်နံပါတ်1
မှန်တာကိုပဲပြောမမှန်တာကိုမပြောနဲ့ဒါဘုံဘာကြောင့်ဒါတွေကိုအကျယ်ချက်ပြီးပြောနေတာလဲဆိုနေ့စဉ်ဘဝထဲမှာဒါပညာတွေဒီဟာတွေမတက်လို့ဘုံတို့ပြဿနာတွေတက်နေကြနိုင်ငံနဲ့ချီပြီးပြဿနာတက်တာလဲဒါကြောင့်ပဲကဘာနဲ့ချီပြီးပြဿနာတက်တာလဲဒါကြပဲတယောက်နဲ့တယောက်ပြဿနာတက်တာလဲဒါကြောင့်ပဲစကားပြောမတက်လို့ပြဿနာတက်ကြမှန်တာကိုပဲပြောတယ်နံပါတ်1မမှန်တာကိုမပြောနဲ့ဒါလေ့ကျင့်ယူနောက်နံပါတ်3ပြောမယ်ဆိုရင်ကျင်ကျင်နာနာပြောတဲ့ရင်ကြည်ကြည်ပြောတဲ့တိမ်တိမ်မွေ့မွေ့ပြောတဲ့ကျင်နာရမယ်ရင်ကြည်ရမယ်တိမ်မွေ့ရကိုယ့်ရဲ့အဆင့်အတန်းကိုပြလူတယောက်ရဲ့အဆင့်အတန်းကစကားပြောရင်းနဲ့သိလူတယောက်ရဲ့အဆင့်အတန်းနော်ကျင်ကျင်နာနာပြောတတ်တဲ့အလေးကျင့်လို့ရင်ကြည်ကြည်ပြောတတ်တဲ့အလေးကျင့်ကိုလို့တိမ်တိမ်မွေ့မွေ့ပြေးပြောတတ်တဲ့အလေးကျင့်ကိုလို့ရမယ်နောက်နံပါတ်3ရိုင်းဆိုင်မပြောနဲ့ရိုင်းဆိုင်မပြောနဲ့ဒါစကားပြောမှလေ့ကျင့်ထားရမယ်ဟာလေနောက်နံပါတ်4ပြောတဲ့အခါမှာအကျိုးရှိတဲ့စကားကိုပြောတဲ့အကျိုးမရှိရင်မပြောရဘူးမှန်ကန်တယ်ဟိုလူပြောတာလည်းဟုတ်တယ်မှန်လည်းမှန်တယ်တစ်ဖက်သားအတွက်အကျိုးမရှိတဲ့စကားဆိုရင်မပြောနဲ့တဲ့တွေ့တယ်မြစကားကိုရှော့ပြောနေလို့မရဘူးပြောတယ်မှပြောအကျိုးရှိမှပြောနောက်နံပါတ်5ပြောတဲ့အခါမှာမေတ္တာနဲ့ပြောတဲ့မေတ္တာဆိုတာမိတ္တတအေတာမိတ်ဆွေတွေရဲ့စိတ်ထားတယ်မိစ္ဆတိတိနေဟေတိတိမေတ္တာမိတ်ဆွေတွေရဲ့စိတ်နေစေတဲ့တစ်ဖက်သားကိုချမ်းသာစေခြင်းတာကောင်းကွက်ကိုရှာမေတ္တာတစ်ဖက်သားအကျိုးစီးပွားလိုလားတာမေတ္တာဆိုတာတစ်ဖက်သားအကျိုးစီးပွားဖြစ်ဖို့ဆိုတဲ့ရွေချက်နဲ့ပြောကောင်းကွက်ကိုရှာပြီးပြောတဲ့အခါမှာမေတ္တာနဲ့ပြောဒေါသနဲ့တော့မပြောနဲ့လွယ်တော့မလွယ်ဘူးဗျနော်လွယ်တော့မလွယ်ဘူးတို့တော့မလွယ်လို့လဲလူတိုင်းမတော်တာပေါ့ဒါကိုစနစ်တကျလေ့ကျင့်ထားတဲ့သူတွေကြတော့တော်တာပေါ့ထူးချွန်တာပေါ့အောင်မြင်သွားကြတာပေါ့ဒါဘုံတို့စကားအရာအင်္ဂါ၅ချက်ဒါကျောင်းနေရတော့သင်မှာမဟုတ်ပါဘူးမသင်ခဲ့ပါဘူးယူဘဝေဒသင်မယ်ဓာတုဝေဒသင်မယ်ဘိုင်ယိုသင်မယ်ပထဝီသင်မယ်သမိုင်းသင်မယ်သိပ္ပံသင်မယ်ဆိုင်းရအကြောင်းတွေမှာအများကြီးသင်ကြမယ်တို့တော့ဒါမြတ်စွာဘုရားပြောတဲ့စကားပြောအင်္ဂါတွေအဲ့ဒီဟာတွေကိုစနစ်တကျလေ့ကျင့်သင်ကြားထားမယ်တဲ့ဒါကတော့ပု္ပ္ပာပကိဏကကျမ်းမှာနိတိကျမ်းတွေကိုအခြေခံပြီးကျေးဇူးတော်ရှင်လုံးတော်ဆရာတော်ဘုရားကြီးကပြောထားတာပညာရှိသူတော်ကောင်းတွေကျင့်ရန်တဲ့ပညာရှိသူတော်ကောင်းဖြစ်လို့တဲ့သူတွေကျင့်ဖို့အတွက်နံပါတ်1ကသူတော်ဘာအပြစ်ကိုလာပြောလို့သူတော်ဘာအပြစ်ကိုနားနဲ့ကြားပြီဆိုရင်နားကန်းနေတဲ့သူလို့ကျင့်တဲ့နားထောင်တော့ထောင်လိုက်ပေါ့ဗျာစိတ်ထဲမထည့်နဲ့ပေါ့ဗျာနားကန်းနေတဲ့သူမကြားဘူးမကြားလိုက်တယ်လို့ပဲတဲ့သူတော်ဘာအပြစ်ကိုလာပြောရင်မကြားလိုက်တယ်လို့ပဲသဘောထားပါခုနနားထောင်မှုတော့အောင်တေချာနားထောင်မယ်လို့ပြောတယ်နော်ဒါကကောင်းတဲ့ဟာတွေကိုပြောတာသူတော်ဘာအပြစ်ပြောတယ်ဆိုရင်အခြေမရှိလို့ခွန်တောင်းတာမျိုးဖြစ်မယ်เนาะကျွန်တော်ဒါတယောက်နဲ့ချင်းထားတာကျွန်တော်လှုပ်ရှားလေးတစ်ခုရှိလို့เนาะကျွန်မဒီကိစ္စလေးရှိလို့ပါနောက်ကျွန်မနားထောင်ပါမယ်เนาะအစရှိတယ်လိမ္မာပါနဲ့ဆိုတာပြောသို့မဟုတ်နားထောင်နေတဲ့အချိန်မှာလည်းအဲ့ဒီဟာကိုစိတ်ထဲမှာစိတ်လို့မထားနဲ့ပြန်ပြောဖို့လည်းမစင်စားနဲ့နားမရှိသလိုကျင့်တယ်နားကန်းနေသလိုကျင့်တယ်သူတို့ကအပြစ်ကိုလာပြောရင်အဲ့ဒါတွေကြားနေရရင်နားမရှိသလိုကျင့်နားကန်းနေသလိုကျင့်သူရဲ့အပြစ်ကိုရှုခြင်းနိုင်တဲ့မျက်စိမရှိသလိုကျင့်တယ်သူတို့ကအပြစ်လုပ်နေတာကျူးလွန်နေတာတွေရှိတယ်ဟုတ်တယ်အဲ့ဒါမျက်စိမရှိသလိုကျင့်ပြောချင်တာကအပြစ်တင်ရင်နဲ့အထင်သေးတဲ့မျက်လုံးနဲ့မကြည့်နဲ့လို့ပြောအဓိပ္ပာယ်ကောင်းမလွယ်နဲ့ကိုသားသမီးတွေကိုချစ်ခင်တဲ့သူတွေအမှားယွင်းလုပ်နေဆိုရင်ဒါသိချကြည့်ဝေဖန်ထောက်ရှုဤ6ခုကကြည်သူကျင့်ရတရားတွေဆိုအဲ့ကြောင့်ထောက်ပြမယ်ဝေဖန်မယ်မအမှန်ပြင်နိုင်မှုလမ်းပြမယ်ဒါကတက္ကနာနော်အခုကသူတော်ဘာရဲ့အပြစ်အနေနဲ့ကိုယ်စိတ်ဆိုးစိတ်ယုတ်စေတနာဆိုးနဲ့အပြစ်အနေနဲ့ကြည့်မယ်ဆိုရင်တော့အဲ့ဒါမကြည့်နဲ့ကွာတဲ့မျက်စိကန်းနေတယ်လို့ဒါကြည့်လိုက်ပါတဲ့မိမရမှာတပါမိမတို့နဲ့သူဆွတ်တဲ့ကဲ့သို့ကျင်းတဲ့ကိုမိမလွဲရင်အိမ်တော်ရှိတဲ့သူတွေသို့မဟုတ်အိမ်တော်မရှိတဲ့သူပဲဖြစ်ပေါ့ကိုမိမလွဲရင်ကိုလင်ဟာလွဲရင်သူတို့မြလင်သူတို့မြမယားသူတို့မြယောက်ျားမိမအပေါ်မှာအဲ့လိုမျိုးကာမဂုဏ်ခံစားလို့တွေနဲ့ဆက်ဆံပေါင်းသင်းလို့တဲ့စိတ်နဲ့အဲ့လိုမျိုးဆက်ဆံပေါင်းသင်းမှုတွေမလုပ်နဲ့နူနာကောင်ကြီးလို့လက်ဘရိုစီလို့သို့မဟုတ်မတန်ဆွမ်းနေတဲ့သူလို့သူဆွန့်ကဲ့သို့ကျင်းတဲ့အဲ့ဒါအပြစ်ကင်းတာပေါ့မိစ္ဆာစာရလွန်ကျူးကမုံကြသူမှရန်သူပါ၍ရှားပါလက်သိချမ်းသာစိတ်ဤတဲ့သူတော်ဘာသားမယားကိုပြမကျူးလွန်ထားတယ်ဆိုရင်တဲ့မုန်းတဲ့သူတွေများတယ်ရန်သူတွေပွားတယ်ချမ်းသာဖို့အခွင့်အလမ်းတွေဖွံ့ဖြိုးတိုးတက်ဖို့အခွင့်အလမ်းတွေနဲသွားတယ်တဲ့ဆုံးရှုံးသွားလိမ့်မယ်တဲ့နော်ဒါကြောင့်သူတော်ဘာသားမယား၌မပြမကျူးလွန်နဲ့သေတဲ့ခါကျတော့လေငရဲပဲကြာနိုင်တယ်ဒါသတိထားရမယ်အချက်နောက်နံပါတ်4သူ
သူတော်ရဲ့အပြစ်ကိုမြင်ရ၌စိတ်မရှိတဲ့ကဲ့သို့ခြင်းသူတော်အပြစ်ကိုကဲ့ရဲ့ရှုံချလို့တဲ့စိတ်နဲ့တော့မကြည့်ပါနဲ့ကွာတဲ့စိတ်မရှိသလိုခြင်းနဲ့ဒါကတော့ဘုရားဟောတော့မဟုတ်ဘူးနိတိကျမ်းတွေရဲ့အဆိုလုံးတော်ဆရာတော်ဖျားကြီးကပြန်ဆိုထားတာဖြစ်တဲ့ communication မှာဒါသူတော်ကောင်းဖြစ်ဖို့ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်ဒီအကျင့်လေးခုကလည်းကျင့်တဲ့နယ်ဆိုတာကိုဘုံဘုံထုတ်ပြတာဖြစ်ပါတယ်နော်။ဂိုင်းအဲ့ဒါကဘုံဘုံရှေ့မှာပြောခဲ့တဲ့ကိုမပြောခင်အခုမလုပ်ခင်မှာကြိုတင်ပြီးတော့အကျိုးရှိမရှိစဉ်းစားချင့်ချိန်ဖို့တွေးတောနိုင်ဖို့အတွက်ကိုယ့်ရင်ထဲမှာလောဘဒေါသမောဟအခန်းတွေနဲ့ဖြစ်နေသလားဆိုတာစဉ်းစားဆိုတဲ့ဟာကိုဘုံအခြေခံပြီးတော့ဒီပိုင်းလေးကိုအခြေချက်ပြောခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီမှာဘာရေးကြည့်လဲဆိုတော့The greatest communication skill is paying bills to others. အမြတ်ဆုံးပြောဆိုမှုဆိုတာကိုပြောလိုက်တဲ့စကားတစ်ဖက်တန်းတန်ဖိုးတက်သွားတယ်ဆိုရင်ဒါစကားပြောကောင်းတာပဲကိုပြောလိုက်တဲ့စကားကြောင့်တစ်ဖက်သားကုသိုလ်ဖြစ်သွားတယ်တန်ဖိုးတက်သွားတယ်စိတ်ခွန်အားတွေရသွားတယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အားတွေရှိသွားတယ်ဆိုရင်ဒါကိုပြောတဲ့စကားဟာ greatest communication ပဲကိုပြောလိုက်တဲ့စကားကြောင့်တစ်ဖက်သားအမုန်းပေါက်သွားတယ်စိတ်ဓာတ်တွေကျသွားတယ်ယုံကြည်မှုတွေပျောက်ဆုံးသွားတယ်ကြိုးစားခြင်းသိတဲ့မရှိတော့ဘူးကိုတောင်သက်သေးခြင်းသိဖြစ်သွားပြီဆိုရင်ဒါမဟုတ်တော့ဘူးเนาะဒါကြောင့်အမျက်ဆုံးပြောဆိုဆက်မှုဆိုတာကိုပြောလိုက်တဲ့စကားကြောင့်တစ်ဖက်သားတန်ဖိုးတက်သွားအောင်ပြောပေးနိုင်တာလုပ်ပေးနိုင်တာကိုပြောတာပါတဲ့အဲ့ဒါဆိုတော့အဲ့ဒီအလေးကျင့်ကောင်းတွေကိုလေ့ကျင့်နေမှာဘုံဘုံတို့အခုနေ့စဉ်ဘဝထဲမှာအပြောဆိုနဲ့ပတ်သက်ပြီးအခြေချက်ပြောခဲ့ပြီအသိဉာဏ်ရှိတဲ့လူတစ်ယောက်ရဲ့ lifestyle ပေါ့လူနေမှုပုံစံဘယ်လိုမျိုးလဲနံပါတ်1အပိစ္ဆတာမကြွားရဘူးတဲ့လိုချင်မှုတွေမများဘူးတဲ့လိုချင်မှုတွေမများနဲ့မကြွားနဲ့အဲ့ဒါကိုအပိစ္ဆတာကုံလို့ခေါ်တယ်ဒါကြောင့်ဘုံတို့ needs နဲ့ wants ဆိုတာရှိ needs ဆိုတာလိုအပ်တာ wants ကလိုချင်တာလိုအပ်တာကိုလိုအပ်တဲ့လောက်လိုချင်တာဟာမှန်ကန်တယ်ဘုရားယဟန္တာလည်းတရားရှိတာပဲစားဖို့လိုတယ်ဝတ်ဖို့လိုတယ်နေဖို့လိုတယ်ဆေးဝါးတက်စားတွေလိုတယ်လိုအပ်တာကိုလိုချင်တာသဘာဝကျတယ်လိုအပ်တာထက်ဘူးလိုချင်ရင်သတိထားအပိစ္ဆတာကုံပြတ်တော့မယ်ဆုံးရှုံးမှုတွေနစ်နာမှုတွေဖွံ့ဖြိုးတိုးတက်မှုတွေဆုံးရှုံးတော့မယ်နော်လိုအပ်တာထက်ပိုးလိုချင်သတိထားလိုအပ်လို့လားဒါလူလို့လားလူလို့လားဟိုကိုယ့်လက်ထက်မှာပတ်စံရှိနေလို့ထက်လိုချင်တယ်ဒါသတိထားမလိုရင်မဝဲနဲ့ဒါကြောင့်ဘုန်းတို့ဘီဂိတ်တို့ပြောခဲ့တယ်လို့ထင်တယ်ဘုန်းဒီတထေးတယောက်အမေရိကန်တထေးတယောက်ပြောခဲ့တာပါဘီဂိတ်လို့ထင်တယ်နော်မင်းလိုချင်တာတွေရှော့ပြီးဝဲနေသည်တဲ့မလိုဘဲနဲ့လိုချင်တာတွေရှော့ပြီးဝဲနေပြီဆိုရင်တကယ်လိုတဲ့အချိန်ကျတော့ရှိတာတွေပါထုတ်ရောင်းရတယ်တဲ့ဟုတ်လားလူကျင်တဲ့မြရှောက်ဝဲနေရင်တကယ်လိုအပ်တဲ့ချိန်ကျတော့ရှိတာတွေပါထုတ်ရောင်းရတယ်တဲ့တကယ်လိုအပ်တဲ့ချိန်ဆိုတာကျမ်းမာရေးတကယ်မကောင်းလာတဲ့အချိန်စီးပွားရေးအတွက်အခက်အခဲကြက်တဲတွေစိန်ခေါ်မှုတွေရလာတဲ့အချိန်ရင်းနှီးမြှုပ်နှံမှုတွေလိုတဲ့အချိန်ကျတကယ်လိုအပ်တာအဲ့ဒီမှာစုဆောင်းထားတာမရှိဘူးချွေတားထားတာမရှိဘူးစနစ်တကျသိမ်းဆည်းထားတာမရှိဘူးအဲ့ဒီမှာကိုယ်မှာဘာမှဆင်သင့်မရှိဘူးရှိတဲ့ဟာတွေကုန်ထုတ်ရောင်းဟာဒီလိုဖြစ်တတ်တယ်ဒါကြောင့် needs လိုအပ်တာကိုလိုချင်တာသဘောကျတယ်လိုအပ်တာထက်ပိုပြီးလိုချင်သတိထားမြင်မြန်သမျှလူချင်းပြီဆိုရင်တော့ဒါမှားရွံ့နေပြီလို့ဒါသတိထားတော့သေချာပေါက်ပျက်စီးတော့ဘလောက်ပဲချမ်းသာတဲ့သူဖြစ်ဖြစ်ဘလောက်မိဘဆရာသမားကောင်းတွေရှိလိုအပ်လူမြင်မြန်သမျှလူချင်းနေပြီဆိုတော့အဲ့လူကသေချာပေါက်ပျက်စီးတော့အဲ့ဒါကိုဘုံတို့သတိထားရမယ်ဒါကြောင့်အပိစ္ဆတာဆိုတာနောက်ဆုံးကုံပြောတယ်ဆရာတော်ဘုရားကြီးတွေကငါဘာအကျင့်နေတယ်ဆိုတာမပြောဘူးတဲ့သူတော်ကောင်းကြီးတွေကငါတော့ကွာနိတိစီဒုတင်နေနေတယ်ကွာတစ်ထက်ပဲသားနေတယ်ကွာသင်္ကန်းသုံးတယ်ပဲနေတယ်ကွာငါတော့ဝိပဿနာအလုပ်တွေလုပ်နေတယ်ငါတော့တောရမှာပဲနေတယ်ကွာငါတော့ငွေမကင်ဘူးကွာဒါမျိုးကစငါဝီနိဘလို့လိုက်နာတယ်ဆိုတော့ကွာအဲ့ဒါမျိုးကစကိုကျင့်နေတဲ့အကျင့်ကောင်းအကျင့်မြတ်ကစလူတွေကိုအထင်ကြီးလူတဲ့စိတ်နဲ့မပြောရဘူးငါတော့ဘာတွေလှူလိုက်တယ်ကွာဘလို့လှူလိုက်တယ်ကွာဟိုအလှူကိုတင်လို့ရတယ်အလှူနဲ့ပတ်သက်ပြီးတော့အမျှဝေလို့ရတယ်ဘုရားကြွားလို့တဲ့စိတ်နဲ့ဘယ်သူကတော့ဘလောက်လှူတာကွာငါတော့ဘလို့ကြီးလှူတာကွာဆိုတာမျိုးကိုဘလို့အပိစ္ဆတာကုံဆိုတာကိုပြုတ်တဲ့ကောင်းမှုကိုတောင်းမဲနဲ့ကြွားခြင်းဝါခြင်းသိမရှိရဘူးတဲ့ရှင်းရောနော်နောက်တစ်ခုကမြင်မြန်သမျှလိုချင်တာမျိုးတွေအဲ့ဒါမျိုးတွေမဖြစ်ရဘူးတဲ့ need နဲ့ wants ကိုကွဲပြားဖို့လိုပါတယ်အဲ့ဒီဟာကိုမလိုက်နိုင်လူတယောက်ကနေထိုင်မှုပုံစံမှားယွင်းသွားပြီးတေချာပေါက်ပျက်စီးတော့မယ်လို့လားဘယ်နိုင်ငံနေပဲနော်နောက်နံပါတ်2ကနေထိုင်မှုပုံစံမှာမေတ္တာကရုဏာနဲ့နေတဲ့ပတ်ဝန်းကျင်ကိုအပြစ်တင်ခြင်းကင်းစွာမေတ္တာနဲ့တုံ့ပြန်ဆက်ဆံပါတဲ့မေတ္တာနဲ့ဆက်ဆံကရုဏာနဲ့ဆက်ဆံ sympathy empathy ပေါ့ကရုဏာနှလုံးသားနဲ့မြတ်စွာဘုရားရှင်တော့နေထိုင်မှုကရုဏာတေတလဟရယံပညာပိဇောတဝိဟတမောဟတမကရုဏာနှလုံးသားနဲ့နေတယ်ပညာနဲ့
အမြဲတမ်းဆင်ခြင်ပြီးနေတယ်ဒါအမြတ်စွာဘုရားရှင်ရဲ့နေထိုင်မှုပုံစံဘုံဘုံတော့အလောက်မဖွံ့ဖြိုးဘူးအဲ့တော့ဘယ်လိုနေရမလဲမေတ္တာနဲ့နေမယ်တစ်ဖက်သားချမ်းသာပါသည်စိတ်ချမ်းသာပါသည်ကိုယ်ချမ်းသာပါသည်ကုသိုလ်ဖြစ်ပါသည်ဖွံ့ဖြိုးတိုးတက်ပါသည်ဆိုတဲ့စိတ်ပေါ့ဘုံဘုံတော့အဲ့ဒါစဉ်းစားကြည့်စိတ်ထဲမှာပျော်တယ်တဲ့လူတစ်ဖက်သားဖွံ့ဖြိုးတိုးတက်အောင်ပြောပြီးလုပ်ပေးရတာလေသိပျော်စရာကောင်းတာကရုဏာလူတယောက်ခက်ခဲတွေ့နေရင်ကုညီဆောင်ရှော့ရတာလောက်ကောင်းတာပါရှိမလဲ compassion ပေါ့ကရုဏာနဲ့နေစင်ရလွတ်သွားပါစေအစဉ်ပြေသွားပါစေဆိုတဲ့စိတ်နဲ့နေရကဘာပေါ်မှာဒီမေတ္တာကရုဏာရာရှိရင်ကဘာရဲ့ငြိမ်းချမ်းပါကဘာပေါ်မှာဘုံဘုံတို့ ecosystem ကိုလူတွေတော်တော်ကိုနားမလဲကြခဏ Apple တို့ဒီ hardware တို့ရဲ့ ecosystem ဆိုတာမဟုတ်ဘူးအဲ့ဒါ ecosystem မဟုတ်ဘူးကျုံသွင်းတာသူတို့ရဲ့ဈေးကွက်ကြီးတဲ့ကနေရုံးမထွက်နိုင်အောင်ကျုံသွင်းတာတကယ် ecosystem ဆိုတာမြတ်စွာဘုရားပြောခဲ့တယ်တိစီဝရိတ်သင်္ကန်းသုံးတယ်နဲ့နေတနေ့ကိုတစ်ထက်တည်းစာမင်းနေတရားမရှိရင်လေအဲ့ဒီတောထဲမှာနေလို့ရတယ်တစ်ပင်ရိပ်အောင်မှာနေလို့ရတယ်ဆေးဝါးမရှိဘူးဆိုရင်နွားကျင်ငယ်တောက်ပြီးဆေးအနေနဲ့နေလို့ရဟဲ့ဒါ ecosystem ဖះရှင်ရဲ့ ecosystem ecology ကိုမြတ်စွာဘုရားရှင်အဓိကကျင့်ခဲ့တာသူကိုယ်တိုင်လည်းအဲ့တိုင်းနေတယ်သူတပည့်တွေလည်းအဲ့တိုင်းတင်ပေးတယ်ကမ္ဘာပေါ်မှာပြောတဲ့ ecology ဆိုတာကဒီထက်ပိုတယ်မြတ်စွာဘုရားရှင်ရဲ့ ecology ဆိုတာတကယ်ပြည့်စုံဒါပေမဲ့ဒီကနေ့ကမ္ဘာဟာ ecology ကိုသွားတာမဟုတ်ဘူး economy ဆိုတာကမတရားစီးပွားလိုချင်တာ capitalism ပေါ့ငါချမ်းသာဖို့ဘလူးသေးသေးငတေမှာပြီးရောဆိုတာဝိသမလောဘဖြစ်နေတယ်အလွန်ရှက်စရာကောင်းတယ်ဒီနေ့ပြဿနာတက်နေတာတွေမှန်တယ်မြတ်ဟာဝိသမလောဘအာရမရာဂမိစ္ဆာဓမ္မဆိုတဲ့လောဘအာကြီးလို့ဖြစ်နေကြတာအဲ့ဒီစာဘုံတော့မေတ္တာကရုဏာနဲ့ရှိတာလေးခွဲပေးမယ်အတူတူမျှဝေသုံးဆွဲမယ်ချိုးချိုးချမ်းချမ်းနေတတ်တယ်ဆိုတာကိုရောကိုပတ်ဝန်းကျင်ရောလောကကြီးရောကောင်းကျိုးဆောင်နေတဲ့သူဖြစ်ပါတယ် peace maker ဆိုတာကိုပဲနောက်ဆုံးတစ်ခုကစင်စက်မပြတ်သင်ယူနေရမယ်လူတယောက်သင်ယူမရှိတော့ဘူးဆိုရင်သေသွားတာညီပြည့်စုံအောင်သိတဲ့အသည့်ကမြတ်စွာဘုရားတစ်ပါးပဲရှိတယ်ရှင်မမောက္ကလန်တို့တကူရအေးတဲ့အဲ့ဒီတကူကိုနေတိုင်းလေးကျင့်နေရတာရှင်သာရိပုတ္တရာတို့ပညာရာမှာအေးတဲ့ဘုရားပြီးရင်ပညာအတက်ဆုံးတို့တော့ပညာနဲ့ပတ်သက်ပြီးအမြဲတမ်းဆွေးနွေးကန်းနေလုပ်နေရတယ်ရှင်ကုတ္တကတို့နဲ့ဆွေးနွေးတယ်အဲ့တော့သူလိုကိုလိုဆိုတော့ဘာမှမဟုတ်ငမြောင်းက6ဒီထဲမှာအကုန်ငမြောင်းက6ကြီးတယ်ဒါတော့ဘုန်းတော်ကလည်းငါဘာမှမသိသေးဘူးဆိုတာသိဖို့အရေးကြီးတယ်ဒါကြောင့်အမြဲတမ်းသင်ယူနေရမယ်ကိုဘာမှမသိသေးဘူးဘုံစာတွေအများကြီးဖတ်တာတကယ်တမ်းကျတော့ရှက်စရာကောင်းပါတယ်ဘုံသိတာနည်းနည်းလေးရှက်စရာတောင်ကောင်းနေတယ်ဘာမှမသိသေးဘူးဘုံတကယ်ဝန်ခံရင်တော့ဘာမှမသိသေးဘူးနည်းနည်းလေးပဲပြောဖို့ဆိုကျုံးလာပြီဆိုမှကိုကားလိုက်တယ်ငကိုကဖတ်ထားတဲ့ဟာလေးတွေပြန်ကြည့်တယ်ဟာလားဒီလိုမျိုးသွားတာအခုဖတ်နေတယ်နေ့စဉ်ပေါ်ထဲမှာလည်းဖတ်နေတယ်တို့တော့ကိုဖတ်နိုင်တဲ့ကိုသင်ယူနိုင်တဲ့ဟာနည်းနည်းလေးရဲ့ဒါကြောင့်ငါအမြဲတမ်းသင်ယူနေရမယ်ဆိုတဲ့ဟာကိုမမေ့ဘူးပါဒါ lifestyle ကိုဘုံတို့အချင်းချုပ်မယ်တကယ်ကို smart ကြတဲ့ smart lifestyle ပေါ့နံပါတ်1အပိစ္ဆတာကိုမကြွားနဲ့လိုချင်တာမများနဲ့ချိုးချံချွေတာပြီးနေရနံပါတ်2မေတ္တာကရုဏာနဲ့နေရမယ်လောဘဒေါသမောဟတွေအားကြီးတဲ့ဒီပုံစံမျိုးနဲ့မနေရအောင် ecology ကိုနားလည်ရမယ် economy တက်နဲ့သူများဘဝတွေဖြည့်ဆည်းတဲ့ပုံစံမျိုးမလုပ်အောင်မေတ္တာကရုဏာနဲ့နေနောက်နံပါတ်3ကစမ်းစမ်းမပြတ်သင်ယူနေငါဘာမှမသိသေးဘူးဆိုတဲ့အသည့်ကိုအမြဲတမ်းနှလုံးသွင်းထားပါတကယ်လည်းဘာမှမသိသေးပါဘူးသိစရာတွေကလောကကြီးမှာများလွန်တယ်တကယ်တမ်းသိလိုက်တကယ်တမ်းဖတ်လိုက်ရင်ငါဘာမှဟုတ်သေးဘူးဟာဒီနေ့ပဲကျဲလာပြီလားဟာလေဒီလိုမျိုးဖြစ်သွားတာเนาะဒါကြောင့်စမ်းစမ်းမပြတ်သင်ယူနေပါဘုံအမြဲတမ်းပြောတယ်တနေ့ကိုအလုပ်ချိန်12နာရီရှိခဲ့တယ်ဆိုရင်တော့ဘုံတို့12နာရီကျန်တယ်အဲ့ချိန်8နာရီထား4နာရီကျန်တယ်အဲ့ဒီ4နာရီတွေကအနည်းဆုံး2နာရီလောက်ကိုသင်ယူမှုလုပ်ပါမရဘူးဆိုတော့1နာရီလောက်တော့သင်ယူမှုလုပ်ကောင်းတာတော့2နာရီလောက်သင်ယူမှုလုပ်နောက်2နာရီကျန်တယ်အဲ့2နာရီကို1နာရီလောက်ကိုဘာသာရေးအတွက်ကုသိုလ်ရေးအတွက်1နာရီလောက်အချိန်ပေးပါနောက်ကျန်တဲ့1နာရီကိုကျမ်းမာရေးအတွက်ကြိုးစိုက်ပါအဲ့1နာရီကကျမ်းမာရေး1နာရီကဘာသာရေးကုသိုလ်ဖြစ်ရေး2နာရီကသင်ယူရေးဟောဒါဆို4နာရီကုန်သွားပြီအဲ့ဒီ4နာရီကသစ္စာ4ပါးသိဖို့အတွက်ထောက်ပံ့ကောင်းနေဖြစ်သွားလိမ့်မယ်နော်ကျန်တဲ့8နာရီအိတ်လိုက်8နဲ့4နဲ့ပေါင်း12နာရီ12နာရီကျန်တဲ့12နာရီအလုပ်ချိန် time management ကိုအဲ့လောက်လေး roughly ပေါ့အကြံဉာဏ်လေးခွဲပြီးတော့ time management လုပ်သွားရင်ဘုံတော့အများကြီးဖွံ့ဖြိုးတိုးတက်သွားလိမ့်မယ်နော်ဒါလေးသတိထားဖို့ပါနေ့စဉ်ဘဝရဲ့နေထိုင်မှုပုံစံဆိုတော့ဒါဘုံနောက်ဆုံး slide ပါအခက်အခဲတွေကိုတဲ့အသိဉာဏ်နဲ့ကြော်လွှားမယ်ဒါအမြင့်ဆုံးပိုင်းဖြစ်သွားပြီ actualize ဖြစ်ဖို့အရေးကြီးကိုယ့်ရဲ့စိတ်ပြီးသိမှုတွေစိတ်တကြတာတွေကျုံလာတဲ့အခါဒါလည်းခဏပဲခုနလောကရန်တရားတွေနဲ့ကျုံတဲ့အခါဖုဒ္ဓတာလောကဓမ္မိစိတ်တန်ယတနာကံပတိဆိုတာမျိုးလို့ပေါ့
ဒါတွေကလည်းခဏပဲအနိစ္စပဲမြတ်စွာဘုရားရှင်လောကဓမ္မသုတ်မှာမကောင်းတဲ့အခြေအနေဆိုးတွေနဲ့ကြုံလိုက်ဒါတွေလည်းခဏပဲလို့စဉ်းစားထားကောင်းတဲ့အခြေအနေကောင်းတဲ့ကြုံတော့လေဒါတွေလည်းမမြဲဘူးပြီးသွားမှာပဲဒါကြောင့်မို့လို့မမြဲဘူးပြောင်းလဲနေတဲ့အရာတွေပဲပြီးသွားမှာပဲအဲ့လိုနဲ့ဘုန်းတို့ရဲ့စိတ်ဖိစီးမှုတွေ stress တွေကိုရှော့ချလို့ရတယ်ဆိုတော့ပြီးရောနေခိုင်းတာမဟုတ်ဘူးเนาะအသိဉာဏ်နဲ့ရှင်ပြီးနေခိုင်းတာကိုယ်စိတ်ကိုအသိဉာဏ်နဲ့ရှင်ပြီးတော့ reduction လုပ်ခိုင်းတာစိတ်ဖိစီး stress တွေကိုမမြဲဘူးအနိစ္စပဲအဲ့ဒါကိုမှတတိပဋ္ဌာန်နဲ့ရှင်ပြီးနေမယ်ဆိုရင်ပေါ်လာတဲ့စိတ်လေးတွေလောဘစိတ်လေးပေါ်လာရင်လောဘစိတ်လေးရဲ့ဖြစ်ပျက်ရှုဒေါသစိတ်လေးပေါ်လာရင်ဒေါသစိတ်ရဲ့ဖြစ်ပျက်ရှုမောဟစိတ်လေးပေါ်လာရင်မောဟစိတ်ရဲ့ဖြစ်ပျက်ရှုမာနလေးပေါ်လာရင်မာနလေးရဲ့ဖြစ်ပျက်ရှုနော်အိတ်တမစ္စရိယမနာလိုဝင်တိုးစိတ်လေးပေါ်လာရင်အဲ့ဒီစိတ်လေးရဲ့ဖြစ်ပျက်ရှုဖြစ်ပြီးပြတ်သွားတာနော်ဖြစ်ပြီးပြတ်နေတာသူ့သဘာဝတရားတွေအဲ့ဒီသဘာဝတရားတွေရဲ့ဖြစ်ပြီးပြတ်နေတဲ့အခြေအနေမှန်ကိုဉာဏ်နဲ့သိအောင်ကိုယ်ခန္ဓာပေါ်မှာနှလုံးသွင်းပြီးတော့ mindfulness တတိနဲ့ပညာနဲ့နေမယ်ဆိုရင် stress တွေ short ချလို့အဲ့ဒီ stress တွေပေါ်လာတိုင်းဟာကုသိုလ်တွေဖြစ်သွားမယ်ဒါကြောင့်ကျေးဇူးရှင်ဘုန်းဘုန်းတို့ဓမ္မနိုင်ဆရာတော်ဘုရားကြီးမြဲတဲ့မိတ်တယ်လို့ရှေ့ကဖြစ်ပြနောက်ကမတ်မိုးကုဆရာတော်ဘုရားကြီးမိတ်လို့ရှေ့ကဖြစ်ပြနောက်ကမတ်လောဘဒေါသမောဟမာနဒိဋ္ဌိဆိုတဲ့စိတ်လေးတွေဖြစ်ပြီးပြတ်သွားတယ်အဲ့ဒါလေးတွေကိုသိလိုက်တာဟာမတ်ပေါ့ဒါ logic map ပေါ့အဲ့ဒါလေးတွေနဲ့ဘုန်းတို့လေ့ကျင့်အားထုတ်နေမယ်ဆိုရင်လည်းအကျိုးကျေးဇူးများပါတယ်နောက်တစ်ခုပြဿနာကြုံလာတိုင်းတယောက်နဲ့တယောက်လူတယောက်နဲ့တယောက်ဖြစ်စေကိုပဲဖြစ်စေပြဿနာတစ်ခုကြုံလာတိုင်းတယောက်နဲ့တယောက်ဖြစ်စေကိုပဲဖြစ်စေအပြစ်တင်နေမယ့်အစားဖြေရှင်းနိုင်မယ့်အဖြေကိုဒါအောင်စိုက်ပြီးရှာဖွေရမယ်အဲ့ဒါဂျပန်တွေကတော့ why ဘာကြောင့်ဖြစ်တာလဲ why ဘယ်လိုမျိုးဖြစ်တာလဲ why ကိုငါကပြန်မေးတယ် why ကိုဘာကြောင့်လဲဆိုတာကိုမေးလိုက်ရင်ပြဿနာရဲ့ root cause ပေါ်သွားပြီဩဒါကြောင့်ကိုဒါဝိဇ္ဇာပဲလေအမောဟပဲလေဒါကြောင့်ကိုလို့သိရင်အသိစိတ်ဝင်လာတာနဲ့အမျှမှားယွင်းနေတဲ့အခြေအနေတွေကိုဖြေရှင်းနိုင်မှုအတွက်ဖြေရမယ့်နည်းလမ်းတွေ problem solving လုပ်ဖို့နောက်ပြဿနာဖြေရှင်းမှုနည်းလမ်းတွေတွေ့သွားလိမ့်မယ်ဒါကြောင့်ပြဿနာကြုံလာတိုင်းကိုလည်းအပြစ်မတင်ပါနဲ့သူတစ်ပါးကိုလည်းအပြစ်မတင်ပါနဲ့အတွင်းကိုလည်းအပြစ်မတင်ပါနဲ့အပြင်ကိုလည်းအပြစ်မတင်ပါနဲ့ပြဿနာဘာကြောင့်ဖြစ်တာလဲဘာကြောင့်လဲပြဿနာရဲ့ရင်းမြစ်ပေါ်တဲ့အထိပေါ့ဟာအလုံးနောက်ကြတယ်ဘာကြောင့်လဲကားနောက်ကြလို့ကားလမ်းနေပိတ်လို့ကားလမ်းဘာကြောင့်ပိတ်တာတော့နော်ဒီနေ့ကလူကြီးလမ်းကြောင်းပေါ်နေလို့လူကြီးလမ်းကြောင်းတွေဒါတွေကကျုံနိုင်တယ်ကျုံနိုင်တယ်ဆိုကြိုးတင်းပြီးအိမ်ကထွက်လာလို့မရဘူးလားအိမ်ကထွက်လာတာအိမ်ကထွက်နောက်ကြလို့အိမ်ကထွက်ဘာကြောင့်နောက်ကြထမင်းမကြက်လို့ဒီလိုမျိုးတွေရှိလိမ့်မယ်အဲ့နောက်ပြန်ဆိုနောက်တစ်နေ့ဆိုရင်ငါစောစောလေးလုံးမရမယ်ဝိရိယလေးထားပြီးတော့အိတ်ချိန်လေးကိုနည်းနည်းဆောပြီးထားလိုက်မယ်ဒီလိုမျိုးဖြစ်သွားလိမ့်မယ်အဖြေရှာတွေ့သွားလိမ့်မယ်နော်ဒါကြောင့်ဘာကြောင့်လဲလို့ငါကပြန်မေးလိုက်ရင်ယတနာရဲ့အဖြေတွေ့သွားတတ်ပါတယ်အပြစ်တင်တာမဟုတ်ဘူး analysis လုပ်တာဟုတ်လားအဲ့ဒီပြဿနာရဲ့ prototype ပေါ့လေပုံစံကိုဖော်နိုင်ပြီဆိုရင်ပြဿနာကိုဖြေရှင်းနိုင်မဲ့ technique တွေပေါ်လာပါလိမ့်မယ်မခက်ပါဘူးအလေးကျင့်လုပ်ယူပဲအရေးကြီးပါတယ်ဟုတ်ပြီနော်ဆိုတော့ဘုံဘုံတို့ဏီကုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် action plan မှာပါတယ်နော်ဘုံဘုံတို့3ရက်ပြောခဲ့တယ်ပထမဆုံးရက်ကငြိမ်းချမ်းနေတတ်တဲ့အလေးကျင့်ငြိမ်းချမ်းမှုရဲ့အရာသာငြိမ်းချမ်းစွာနေတတ်တဲ့အလေးကျင့်ကိုပြောခဲ့တယ်ဒုတိယရက်မှာအတိသတိနဲ့နေထိုင်တဲ့အလေးကျင့်ကိုပြောတယ်ဒီနေ့တတိယရက်မှာဘဝထဲမှာအတိသတိနဲ့ဘယ်လိုမျိုးဖွံ့ဖြိုးတိုးတက်အောင်နေရမလဲဆိုတာပြုမှုပြောဆိုမှုတွေးကြံမှုတွေကိုပညာသားပါလုပ်ဖို့ဘုံပြောပြီးပြီအဲဆို action plan ရေးရaction plan ဆိုရင်ကိုဒါတွေမလုပ်တော့ဘူးဒီဟာတွေကိုတော့ရက်လိုက်တော့မယ်ဒါတွေကိုလုပ်မယ်ဘယ်တော့ပြီးအောင်လုပ်မလဲအဲ့ဒါတွေကိုချရေးပါကိုမှဖြစ်နေတဲ့ပြဿနာတွေကိုမှအေးရထားနောက်ကြတယ်အေးရထားနောက်ကြတာကိုငါဖြေရှင်းလိုက်ပြီမနေ့ကစားပြီးအေးရထားတနားကြီးစောထားမယ်45မိနစ်စောထားမယ်အတိအကျအေးရထားနောက်ကြလို့ပြဿနာဖြစ်တယ်အဲ့ဒါအေးရထားနောက်ကြတဲ့အကျင့်ကိုငါဖယ်မယ်မနေ့ကစားပြီးတော့အေးရထားစောတဲ့အလေးကျင့်ကိုလေ့ကျင့်မယ်အေးရထားတာချင်းဘာလုပ်မယ်ရက်လိုက်မယ်လုပ်မယ်ဘယ်တော့လုပ်မယ် action plan အခုဘုန်းတို့10မိနစ်2မိနစ်လောက်ဆွဲကြည့်ပါနောက်ဆုံးအနေနဲ့ပြောချင်တာကငြိမ်းချမ်းမှုဟာရက်လက်ဖြစ်တယ်အေးသေးပဲမတောင်းမတမကြောက်မကြကုသိုလ်လေးနဲ့နေလို့ရတယ်เนาะသေကံနိထိလောရှာဖွေနေရတာမျိုးမရှိဘူးပေါ့ကုသိုလ်လေးနဲ့နေလို့ရတယ်အေးချမ်းငြိမ်းတရားအမှတ်လေးနဲ့နေလို့ရတယ်မိသားစုစီလုံးညီညွတ်တိုင်မဲနေလို့ရတယ်တိုင်ငြိမ်းချမ်းရေးပဲနောက်ဆုံးအမြင့်ဆုံးငြိမ်းချမ်းရေးကတော့ဝိပဿနာဉာဏ်မဉဏ်ဖုန်ဉာဏ်ရပြီးတော့နိဗ္ဗာန်ရတာတော့အမြင့်ဆုံးပေါ့ဒါကြောင့်ငြိမ်းချမ်းမှုဆိုတာလောကီငြိမ်းချမ်းမှုလောကုတ္တရာငြိမ်းချမ်းမှုကအကျိုးရလက်impact တာဖြစ်တယ်ပေါ့အဲ့ဒီ impact ကောင်းဖို့အတွက်အသိဉာဏ်ရှိနေထိုင်ခြင်းဟာမကပဲเนาะငြိမ်းချမ်းရေးဟာនិရောဓပဲ
အဲ့ဒီအသိဉာဏ်ရှိရှိနေတိုင်းကြီးဟာမဂ္ဂပဲအဲ့ဒီမဂ္ဂလမ်းစဉ်အတိုင်းသွားလို့និရောဓရပြီဆိုရင်ဒုက္ခဆိုတဲ့အခြေအနေရဲ့ဒုက္ခဖြစ်စေတဲ့အကြောင်းတရားတွေကိုဖယ်လိုက်နိုင်ပါပဲဒါသစ္စာလေးပါပဲဒါကြောင့်ဆောင်ပုဒ်လေးတစ်ခုနောက်ဆုံးအနေနဲ့ဘုံလက်ဆောင်ပေးခဲ့တယ်အသိဉာဏ်နဲ့ဆင်ခြင်မှာတတိနဲ့နေထိုင်မှာလူတွေကိုမေတ္တာနဲ့ဆက်ဆံမှာအသိဉာဏ်နဲ့ဆင်ခြင်တဲ့ဆိုတဲ့နေရာမှာလောကီသိဉာဏ်နဲ့ဆင်ခြင်ဝိပဿနာဉာဏ်နဲ့ဆင်ခြင်မဉဏ်ဘုံဉာဏ်တွေရတဲ့အထိကြိုးစားအဲ့ဒီအတွက်အပ္ပမာရိဏတမ္မာရိထသတိနဲ့နေထိုင်တဲ့အလေးကျင့်ကိုလေ့ကျင့်ရမယ်လူတွေကိုဆက်ဆံတဲ့အခါမေတ္တာနဲ့ဆက်ဆံမှာအဲ့ဒါဘဝရဲ့အရေးကြီးဆုံးလမ်းညွှန်ချက်ဖြစ်ပါတယ်ဒါကြောင့်ခုနကဘုံပြောတဲ့ action plan တွေလည်းတရားနာပြီးရင်လည်းဒါကိုဆက်ပြီးရေးလိုက်အဲ့ action plan တွေအတိုင်းဆက်ပြီးကြိုးစားသွားပြီးရင်အသိဉာဏ်နဲ့ဆင်ခြင်ပြီးတော့နေထိုင်တာနော်သတိနဲ့နေထိုင်တာမေတ္တာနဲ့လူတွေကိုဆက်ဆံတဲ့လေ့ကျင့်ကိုနေ့စဉ်ဘဝထဲမှာစဉ်းစားပြဖွံ့ဖြိုးတိုးတက်အောင်လေ့ကျင့်ကြပါလို့တိုက်တွန်းရင်သင်ကြားမှုဩကြားမှုကိုနေကုန်းချုပ်ပါတယ်ဘုံဘုံတို့အခုချိန်ကတော့တရားဘာဝနာတွေပွားများအားထုတ်အောင်မယ့်အချိန်ဖြစ်ပါတယ်ဒါကြောင့်ဓမ္မလင်ခွေထိုင်အစစ်တူတူကျုံညိုထိုင်လောက်ကထိုင်ကုန်နဲ့ထိုင်မယ်ဆိုရင်လည်းတတ်တောင့်တတာအနေထားကိုထိုင်ထားလို့ရပါတယ်ခါကိုဖြောင်းဖြောင်းမှတ်ထားခေါင်းကိုတဲတဲမှတ်ထားမျက်စိကိုပြင်ပအာယုံနေဖြတ်တောက်နိုင်မှုအတွက်မျက်စိကိုပြင်ပအလင်းရောင်မဝင်အောင်ပိတ်မယ်တင်းကျပ်နေအောင်မပိတ်ဘူးအိတ်တဲ့အခါမှာပိတ်တဲ့ပုံစံလေးပဲပါးစပ်ကိုလည်းပိတ်ရှာကိုလည်းမကစားနဲ့သွားကိုလည်းမထိုးနဲ့လက်ကိုလည်းတင်လိုက်ချလိုက်ချုံလိုက်ချဲလိုက်မလုပ်နဲ့ပုံစံတကျစမတ်ကြပုံစံတစ်ခါတည်းချထားပါပြီးရင်နာသီဝမှာလေတီးတဲ့နေရာလေးရှိတယ်လေလေးထိဝင်လာရင်ဝင်လေလို့မှတ်လေလေးထိထွက်သွားရင်ထွက်လေလို့မှတ်ဝင်လေထွက်လေ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 လေတီးတဲ့နေရာလေးရဲ့လေလေးရဲ့လေတီးတဲ့နေရာမှာတတိကထားစိတ်ကိုထားတတိကိုထားဝင်လာတဲ့လေလေးကိုဝင်လေလို့အာယုံတင်ပေးလိုက်မှတ်လိုက်ထွက်သွားတဲ့လေလေးကိုထွက်လေလို့အာယုံတင်ပေးလိုက်မှတ်လိုက်မဝင်ကျိုးမှတ်နဲ့ဝင်ပြီးမှနောက်ကျမှတ်နဲ့ present mind ဖြစ်ဖို့အရေးကြီးပါတယ်လေဝင်တဲ့အချိန်နဲ့မှတ်တဲ့အချိန်နဲ့ကွက်တိကြဖို့လိုပါတယ်ဝင်လေထွက်လေဝင်လေထွက်လေဝင်လေထွက်လေထွက်ဝင်တိုင်းထိတိုင်းတတိမဲစေသာထိမှုသိမှုထုံးနှခုတတိကြကြပြုတတိထာဝရိယစကောင်းရေးထာစိတ်ရှင်းထာလေးလေးဝင်လာရင်ဝင်လေးလေးလေးထွက်သွားရင်ထွက်လေးနဲ့မှတ်ပါတတိထာဝရိယစကောင်းရေးထာစိတ်ရှင်းထာတတိထာဝရိယစကောင်းရေးထာစိတ်ရှင်းထာအခုတော့လေးဝင်လေးထွက်လေးမှတ်လိုက်တယ်ဆိုရင်အတွေးလေးတွေဝင်လာရင်လည်းအတွေးလေးတွေတီးပြီး accept လုပ်လိုက်ပေါ့သို့တော့အတွေးတွေနောက်ကိုနေမချင်နဲ့အတွေးတွေနဲ့ရံမဖြစ်နဲ့အတွေးတွေနောက်မျောပါမသွားနဲ့ don't fight အတွေးတွေနဲ့ရံဖြစ်နဲ့ don't flight အတွေးတွေနောက်ကိုမျောပါပြီးအတွေးနဲ့မချင်နဲ့အတွေးဝင်မှန်းတိစိတ်ပြန်ပြန်မှန်းတိအတွေးဝင်စိတ်ပဲပြန်တွေးတာပြန်တာလေးတီးပြီးတာနဲ့ဝင်လေထွက်လေလေးကိုပြန်မှတ်လေးလေးဝင်လာရင်ဝင်လေးလေးလေးထွက်သွားရင်ထွက်လေးဝင်လေးထွက်လေးဘလောက်စိတ်ချမ်းသာတရားကောင်းလဲစိတ်ထဲမှာလူကျင်တဲ့အာယုန်တွေလည်းဖြတ်ထားတယ်စားခြင်းတောက်ခြင်းသွားခြင်းလာခြင်းကြွားခြင်းမွားခြင်းနဲ့စိတ်တွေလည်းဖြတ်ထားတယ်ပေါ့ဒီအာယုန်တွေကိုလည်းဖြတ်ထားတယ်မကြည်မနဲ့စိတ်ဆိုးစိတ်ပြက်နေတဲ့အာယုန်တွေလည်းဖြတ်ထားတယ်ညီငွေလေးလံထိုင်းမိုင်းနေတဲ့အာယုန်တွေလည်းဖြတ်ထားတယ်ဝင်လေထွက်လေလေးပဲမှတ်နေတော့စိတ်ထဲကိုအနှောက်ယှက်ပေးနေတယ်စိတ်နှောက်ယှက်ဖြစ်တယ်ဆိုတာသူများကြောင့်ဖြစ်တာမဟုတ်ကိုယ်ကြောင့်ဖြစ်တာစိတ်နှောက်ယှက်ကိုနိဝရဏလို့ခေါ်တယ်ကုသိုလ်တွေကိုတားဆီးပိတ်ပင်တတ်တဲ့တရားတွေကိုနိဝရဏတရားတွေလို့ခေါ်တယ်စိတ်အနှောက်ယှက်ဖြစ်တဲ့တရားတွေပေါ့အဲ့ဒါတွေကိုဝင်လေထွက်လေလေးမှန်းနေတော့စိတ်နှောက်ယှက်ဖြစ်နေတဲ့အာရုံလေးတွေကင်းနေတယ်စိတ်နှောက်ယှက်ဖြစ်နေတဲ့အာရုံလေးတွေကင်းနေတော့စိတ်ကလေးကအေးနေတယ်စိတ်ကလေးကကြီးနေတယ်စိတ်ကလေးကကြန့်ခိုင်နေတယ်စိတ်ကလေးကတန်မာနေတယ်အဲ့ဒီကြန့်ခိုင်တန်မာတဲ့တ
ကြီးတဲ့ခိုင်ခန့်တဲ့စိတ်နဲ့ခန္ဓာပေါ်မှာညံတင်လိုက်တဲ့အခါခေါင်းကားခြေလက်ဆိုတဲ့အာယုန်တွေကိုဖယ်လိုက်ပါခေါင်းဆိုတာမရှိဘူးခါဆိုတာမရှိဘူးခြေလက်ဆိုတာမရှိဘူးတကယ်တမ်းကျတော့ဆဲတွေနဲ့ဖွဲ့စည်းထားတာ physical ဘိုင်းမှာဆိုရင်အတန်နေနဲ့ဖွဲ့စည်းထားတာပေါ့ proton electron neutron ပေါ့ဖះပြောတယ်ကတော့ပထဝီတေဇောအာဘောဝါယောဓာတ်ကြီးလေးပါနဲ့ဖွဲ့စည်းထားတာပေါ့ဓာတ်ကြီးလေးပါဆိုတာဆဲတွေပါပဲလေထိတဲ့နေရာလေးမှာဒီဆဲတွေကို obligation လုပ်ကြည့်တဲ့အခါကျတော့ခုနလေထိတဲ့တိကျက်လေးနေရာလေးမှာလေးကတိုးဝင်သွားတဲ့အခါအေးကနေတိုးထွက်သွားတဲ့အခါနှွေးကနေအေးတက်လေးတွေနှွေးတက်လေးတွေပြောင်းလဲနေတဲ့တွေ့ physical changes နှာခေါင်းဆိုတာမျက်စိမိတ်ကြည့်တာမမြင်ဘူးလေခေါင်းဆိုတာလည်းမမြင်ဘူးလက်ဆိုတာလည်းမမြင်ဘူးကိုယ်ဆိုတာလည်းမမြင်ဘူးခါဆိုတာလည်းမှန်ကန်တဲ့တရားတွေရှာဖွေခြင်းမျက်စိမိတ်ကြည့်ရတယ်အမှန်တရားကိုတွေ့ရင်မျက်စိမိတ်ပြီးတော့စဉ်းစားပြီးကြည့်ရစားကြည့်လိုက်တဲ့အခါပူတာလေးကိုပူတယ်လို့သိတယ်အေးတာလေးကိုအေးတယ်လို့သိတယ်လေးကတိုးဝင်လာတိုးတဲ့သဘောတွန်းတဲ့သဘောရွေ့တဲ့သဘောတိုးဝင်တိုးကမ်းမှုရွေ့လျားမှုလေးငြိမ်သက်သွားတဲ့သဘောဟောတိုးတာတွန်းတာရွေ့တာငြိမ်တာအေးတာနှွေးတာခဏလေးကညင်းညင်းသားသားလေးဒီခါတည်းကျတော့လေးကကြမ်းကြမ်းရှာလေးပေါ့ညင်းသားသားလေးတွေကြမ်းတမ်းဆူရှာတာလေးဒါလေးတွေတွေ့အဲ့ဒါတွေကရုပ်တရားတွေပေါ့ဟောရုပ်တရားတွေဆိုတာဒီ element လေးတွေ changes ဖြစ်နေတာ physical changes element လေးတွေ changes ဖြစ်နေတာဓာတ်သဘာဝလေးတွေပြောင်းလဲနေတာကိုရုပ်လို့ခေါ်တယ်ဆိုတော့ခေါင်းခါခြေလက်ဆိုတာမရှိရုပ်သက်တည်တွေပဲရှိတယ်ဟုတ်မဟုတ်ပါမလားလို့ခန္ဓာကိုယ်တစ်ခုလုံးကိုဖြန့်ကြည့်လိုက်ဘုံနေရာဒီနေရာမှာတင်းနေတာတောက်နေတာညောင်းနေတာထုံနေတာကျင်းနေတာရားနေတာအောက်နေတာပူးနေတာအေးနေတာနှွေးနေတာတင်းနေတာယော့နေတာအဲ့ဒါလေးတွေ့တင်းမှုလေးတွေကိုတင်းတယ်လို့မှတ်ယော့တာလေးတွေကိုယော့တယ်လို့မှတ်အေးတာလေးကိုအေးတယ်လို့မှတ်နှွေးတာလေးတွေကိုနှွေးတယ်လို့မှတ်ကြားတာလေးကြားတယ်လို့မှတ်နန်းတာလေးနန်းတယ်လို့မှတ်ဒါရုပ်သက်သီးတွေပြောင်းလဲနေတာလေးတွေတွေ့ရတခါစိတ်ထဲပြန်အခက်ခက်ကြည့်လိုက်စိတ်ထဲမှာသိနေတာလေးကြားတာလေးသိလိုက်နာနာလေးသိလိုက်ရားတာလေးသိလိုက်ပူတာလေးသိလိုက်တွေးတာလေးသိလိုက်အတွေးအောင်လေးသိလိုက်ဒီစိတ်ထဲမှာလေစိတ်လေးတွေကလည်းပြောင်းလဲနေတာနော်စိတ်လေးတွေကလည်းပြောင်းလဲနေတာဒါကြောင့်မမြဲဘူးဆိုတာကိုယ်ခန္ဓာကိုယ်ပေါ်မှာမမြဲတာသိရင်ဖြစ်လာတဲ့အကောင်းဆိုးတွေကလည်းမမြဲဘူးဆိုတာသိဖို့လွယ်သွားတော့တာကိုယ်တခန္ဓာကိုယ်မမြဲတာသိဖို့ကအရေးကြီးတယ်ဒါကြောင့်စိတ်ထဲမှာလောဘစိတ်လေးပေါ်လာရင်လိုချင်တယ်လို့မှတ်လိုချင်တဲ့သဘောလေးဟာပေါ်လိုက်ပြောလိုက်ဒေါသစိတ်လေးပေါ်လာရင်မကျဉ်းတတ်ဘူးမကျဉ်းတတ်တဲ့စိတ်လေးကိုမြင်အောင်ကြည့်လိုက်တခါမကျဉ်းတတ်တာလေးလည်းပေါ်လိုက်ပြောလိုက်မကျဉ်းတတ်တဲ့အာယုံလေးကတစ်ခုမကျဉ်းတတ်တဲ့စိတ်လေးကတစ်ခုလိုချင်စရာအာယုံလေးကတစ်ခုလိုချင်တဲ့စိတ်လေးကတစ်ခုနော်အဲ့ဒါလေးတွေနှစ်ခုမတူဘူးတဲ့ဒါလိုချင်တဲ့အာယုံလေးတွေကလည်းပြောင်းလဲနေတယ်လိုချင်စိတ်လေးကလည်းပြောင်းလဲနေတယ်မကျဉ်းတတ်တဲ့အကြောင်းအရာလေးတွေလည်းပြောင်းလဲနေတယ်မကျဉ်းတတ်တဲ့စိတ်လေးလည်းပြောင်းလဲနေတယ်ပြင်းတယ်ပြောရင်ပြောတယ်ဟောဘာလေးတွေပေါ်ခန္ဓာမှာပေါ်တဲ့အတိုင်းပေါ်ရရှုတာဥပဒနာတဲ့တင်းတယ်ရောရင်ရောတယ်ဘိန်းနဲ့ဖောင်းရင်ဖောင်းတယ်ရှူရင်ရှူတယ်ရှိုက်ရင်ရှိုက်တယ်မှတ်စရာမရှိသူရှူတယ်ရှိုက်တယ်ရှူတဲ့သဘောမှာတိုးတာတွန်းတာရွေ့တာလေးရဲ့ပြောင်းလဲနေတာလေးတွေကြည်နေတယ်ရှိုက်တဲ့သဘောမှာတိုးတာတွန်းတာရွေ့တာအေးတာနှွေးတာဒါလေးတွေရဲ့ပြောင်းလဲနေတာလေးကြည်နေတယ်တင်းတာလေးရဲ့တိုးရော့တာတိုးတာဟောပြောင်းလဲနေတာလေးတွေပူတာလေးဆိုပူတာလေးရဲ့အတိုးရော့လေးတွေတွေ့ရင်တွေးတယ်ဟောအတွေးလေးတွေပြောင်းသွားတာတွေ့ရသိရင်သိတယ်အသည့်လေးတွေပြောင်းလဲတာတွေ့လိုချင်တယ်စိတ်ဆိုးရင်စိတ်ဆိုးတယ်စိတ်ပြတ်ရင်စိတ်ပြတ်တယ်စိတ်တွေပြတ်နေဆိုပြတ်နေလွင့်နေတွေးဝေးတယ်တန်တရားကြောက်စိတ်တယ်ကြောက်တယ်ဘာပဲပေါ်နော်ဒါကပေါ်အောင်လဲလုပ်လို့မရဘူးပြောက်အောင်လဲလုပ်လို့မရဘူးသူအကြောင်းတရားတွေတိုက်ဆိုင်တဲ့အခါပေါ်လာတယ်အကြောင်းတရားတွေပျက်စီးသွားတဲ့အခါဒီအကျိုးတရားကလည်းပျက်စီးသွားတာပါအကြောင်းတရားကလည်းယုတ်တရားနံတရားတွေဖြစ်တယ်အကျိုးခန္ဓာကလည်းယုတ်တရားနံတရားတွေဖြစ်တယ်ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva သူငါသရမရှိဘူးယုတ်နဲ့နံတာရှိတယ်ဖြစ်ပြနေတဲ့တရားတွေဖြစ်တယ်ဖြစ်ပြနေယုတ်တရားနံတရားတွေကဖြစ်ပြနေတာတွေဖြစ်လို့မ
မြဲတဲ့သဘောဆင်းရဲတဲ့သဘောအဆိုးမရတဲ့သဘောတွေဒါဖြစ်တယ်လို့အဲ့ဒါလိုမှန်မှန်ကန်ကန်သိလိုက်ရင်ဒါအသိဉာဏ်နဲ့ခန္ဓာပေါ်မှာဆင်ခြင်ပြီးတော့အစစ်အမြင့်ဆုံးနေထိုင်နေအရိယာသူတော်ကောင်းတွေရဲ့လမ်းစဉ်အတိုင်းနေတဲ့နေထိုင်နေဖြစ်တယ်တန္တရာဒုက္ခခန္ဓာဒုက္ခဘဝဒုက္ခဒုက္ခမျိုးစုံအကုန်လွတ်မြောက်နိုင်မဲ့နေထိုင်နည်းပုံစံဖြစ်ပါတယ်တတိတာဝရိယစကောင်းအေးတာစိတ်ရှင်းရှင်းတာရိုးရိုးရှင်းရှင်းလေးပဲနော်ဝိပဿနာတရားအားထုတ်တာကရိုးရှင်းတယ်နော်ထိရင်ထိတယ်ထိတာလေးရဲ့ပြောင်းလဲနေတာလေးတွေသိရင်သိတာလေးရဲ့ပြောင်းလဲနေတာလေးတွေတွေးရင်တွေးတာလေးရဲ့ပြောင်းလဲနေတာလေးတွေရရင်ရတယ်အကျိုးတွေတက်တယ်ဆိုရင်တက်တယ်ညောင်းတယ်ဆိုရင်ညောင်းတယ်ထုံတယ်ဆိုရင်ထုံတယ်စိတ်ဆိုးရင်စိတ်ဆိုးတယ်စိတ်ပြတ်တယ်ပြန့်တယ်လွင့်တယ်ဒီကြီးလေးရှိတဲ့အခါဒီကြီးတယ်ပြောရင်ပြောတယ်ပီတိဖြစ်ရင်ပီတိဖြစ်တယ်ချမ်းသာရင်ချမ်းသာတယ်ဩဒါလေးမှတ်ဘယ်သဘောလေးတွေပေါ်ပြီးပြောင်းနေတာမြဲနေတဲ့ဆိုတာမရှိဘူးတကယ်ချမ်းသာအစစ်ဆိုတာမရှိဘူးမမြဲစင်းရဲတဲ့နဲ့နှိမ့်ဆက်နေတာဖြစ်တဲ့အတွက်အဆိုးမရတဲ့တရားတွေဖြစ်တယ်ရုပ်တရားနာတရားတွေရဲ့အခြေအနေမှန်ကိုကြည်ခိုင်းတာငါခန္ဓာကိုယ်ကြီးရဲ့အခြေအနေမှန်ကိုကြည်ခိုင်းတာမဟုတ်ဘူးငါခေါင်းကခြေလက်ကြီးဆိုတာရှိလည်းမရှိဘူးငါခန္ဓာကိုယ်ကြီးဆိုတာရှိလည်းမရှိဘူးလောကအရာသတ်မှတ်ချက်လောကအရင်မြင်ရတယ်စစ်မှန်တဲ့အသိဉာဏ်နဲ့ဆင်ခြင်ကြည့်လိုက်တဲ့အခါယုတ်နံခေါင်းကခြေလက်ယောက်ျားမင်းပုဂ္ဂိုလ်တော်လူနဲ့ပြမဆိုတာမရှိဘူးယုတ်တရားနံတရားတွေရှိတယ်ဖြစ်ပြီးပြတ်နေတဲ့တရားတွေဖြစ်တယ်မမြဲစင်းရဲ့အဆိုးမရတဲ့သဘောတွေရှိတယ်ဆိုတာခန္ဓာမှာဉာဏ်တင်းပြီးရှင်တိတိကျကျကြီးသေးချာကကနနကြီးတွေ့ပါလိမ့်မယ်တတိထားဝိရိယစိုက်ကောင်းအေးထားစိတ်ရှင်းတာအသိဉာဏ်နဲ့ရှုမှတ်ပါဘောတိုင်းမပြည့်ရှုမှတ်နေရင်ယုံနာနှမျိုးကြောင်းကျိုးသိမြင်မမြဲစင်းရဲ့ဉာဏ်နဲ့ပေါ်လွင်အနတ္တမှတ်ကြနေပါဝင်ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီးဘောရာရှုနေတယ်ဆိုရင်ဘောတိုင်းမပြည့်ရှုမှတ်နေရင်ယုတ်တရားနံတရားတွေကိုသိလာတယ်အကြောင်းကြောင့်အကျိုးခန္ဓာတွေပေါ်လာတာသိလာတယ်ဖြစ်ပြနေတာဖြစ်တဲ့အတွက်မမြဲစင်းရဲ့အဆိုးမရတဲ့ဘောတွေသိလာတယ်အဲ့ဒီအသိဟာနိဗ္ဗာန်ကိုချဉ်ကပ်နေတဲ့အသိဒုက္ခကလွတ်မြောက်ဖို့အသိတွေဖြစ်တယ်လို့ကိုယ်စီယုံကြည်သိမှတ်ပြီးကြိုးစားအထောက်ကြရမယ်တတိထားဝရိယစကောင်းအေးတာစိတ်ရှင်းတာကံတတ်မပေးထားတဲ့တရားအထုတ်ခြင်းညစ်ပါပြီဒါကြောင့်မိမိရှုမှတ်ပွားများအထုတ်စေဖြစ်တဲ့ကမ္မဋ္ဌာန်းဘာဝနာကိုတတိတရားလက်ကင်ထားပြီးခန္ဓာကိုယ်ဣရိယာပုဒ်တွေတရားပြင်းစွာဖြင့်ပြောင်းနိုင်ရွှေ့နိုင်မြင်နိုင်ကြပါပြီတော်ကောင်းပေါင်းတို့